အောက်ကထမြို့အနီးအင်ဂျင်တော်ကြီးထဲမှာဘုန်းကြီးတို့မြတ်စွာဘုရားတရင်သုံးနေစဉ်ကာလမြို့နာမည်ကအောက်ကထမြို့တဲ့ဗာမြို့တယ်လေအောက်ကထမြို့သာလာဝနလို့ခေါ်တဲ့အင်ဂျင်ဥယျာဉ်ကြီးထဲမှာအင်ဂျင်ပန်းနေပွက်နေတဲ့အင်ဂျင်တော်ကြီးထဲမှာဘုန်းကြောင့်ဗာသခင်ဘုရားရှင်ကိုရောမြတ်တရင်သုံးတော်မူစဉ်ကာလမနဲ့အာယုံချင်းလင်းလို့ဗုဒ္ဓတို့ရဲ့ဓမ္မတာအယဒီနေ့ဘယ်တတ္တဝဝိနည်းငါဘုရားချွေချွတ်ရပါမလဲလို့ရွှေဉာဏ်တော်ကိုရဲ့ဖြန့်ကျက်ပြီးတော့ကြည့်လိုက်တော့ဘုရားရှင်ကိုရောမြတ်ရဲ့အာယုံထဲမှာပကဗြဟ္မာကြီးပေါ်လာအဲ့တော့မြတ်စွာဘုရားကဒီပကဗြဟ္မာကိုချွတ်တော်မူတဲ့ချွတ်ခမ်းမှာငါဘုရားတပါးတည်းသွားရမလားသို့မဟုတ်နန္ဒောပဏာနာရဂမင်းကြီးကိုချွတ်တယ်လို့နောက်ပါတကောဇံအဘိညာရတဲ့ယဟန္တာတွေပဲခေါ်သွားရမလားဆိုပြီးတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ဆက်ပြီးတော့ဆင်ခြင်ကြည့်လိုက်တဲ့အခါကျတော့ဒီခရီးဟာနောက်ပါသံဃာမလိုဘူးတဲ့ငါဘုရားတပါးတည်းပဲသွားရလိမ့်မယ်အဲ့ဒါနဲ့မြတ်စွာဘုရားတပိတ်သင်္ကန်းပြင်းရှင်ပြီးတော့ဖြုတ်ဆိုဘုရားပြောက်သွားတယ်တဘိုးတော်နဲ့ကြွသွားတာဘယ်ကိုသွားတော့ဗြဟ္မပြည်ကိုသွားတာဘုရားတိုင်ဘယ်ကိုသွားလဲအဲ့ဒါဗြဟ္မပြည်ဆိုတာဘုရားတို့ဘုရားဘယ်လောက်တောင်ရှိတော့ဗြဟ္မဘုံ20ရှိတယ်ဗြဟ္မဘုံဘယ်လောက်ရှိတယ်အဲဘုန်းကြီးတို့ရဲ့အထက်မှာနတ်ဘုံရှိတယ်နတ်ပြည်ကလည်း6ထပ်အဲ့ဒီ6ထပ်ရဲ့အထက်မှာမှဗြဟ္မ20အဲ့ဒီဗြဟ္မဘုံ20ရှိတဲ့ထဲမှာဗကဗြဟ္မာကြီးကမဲဘုံမှာနေတော့ဆိုပထမဇံဘုံတဲ့ဘာဘုံနဲ့တဲ့ပထမဇံဘုံဒုတိယဇံဘုံတတိယဇံဘုံသရုတ်ထဇံဘုံအာကာသနိစ္စယရဏဘုံဝိညာဉ်နိစ္စယရဏဘုံဒေဝတင်ညာနာတင်ညာယရဏဘုံတစ်ဆင့်ရှင်းသွားသူဘုံစဉ်တွေထက်ပြီးတော့သွားတာအဲ့တော့အဲ့ဒီဗကဗြဟ္မာကြီးရဲ့နေရာဌာနသည်ဘယ်ဘုံမှာတော့ဆိုရင်ဗြဟ္မာပြည်20တဲကပထမဇံဘုံမှာဗကဗြဟ္မာကြီးနေတယ်အဲ့ဒီဗကဗြဟ္မာကြီးရဲ့အယူဝါဒကဘယ်လိုရှိတုံးဆိုလို့ရှိရင်ဣဒံနေဆံဣဒံဒုဝံဣဒံအတ္တတံဓမ္မလိုပြောလိုက်တဲ့အခါကျတော့ငါနေတဲ့ဟောဒီပထမဇံဘုံကြီးရဲ့ငါရဲ့ဟောဒီဗြဟ္မခန္ဓာကိုယ်ကြီးရာဘယ်တော့မှမပြည့်ရှိဘူးအမြဲတည်တတ်နေတယ်အမြဲခိုင်ခံ့နေတယ်ဒါဗကဗြဟ္မာကြီးရဲ့အယူဒီဗြဟ္မာဘဝနဲ့ဘယ်အချိန်ကိုပဲငါကိုလာကြည့်တွေ့နိုင်တယ်ဣဒံကေဝလံဟောဒီဗြဟ္မာဘုံကြီးဟာအလုံးစုံပြည့်စုံပြီးတော့အထောထိပ်အများဆုံးဘုံကြီးပဲဣဒံအဝဆနံဓမ္မံဒီဗြဟ္မာဘုံကနေပြီးတော့ဘယ်ဘုံကိုမှမရွေ့တော့ဘူးတဲ့ဘယ်ဘုံကိုမှမပြောင်းတော့ဘူးငါရဲ့ခန္ဓာကိုယ်ကြီးကလည်းဘယ်တော့မှမရွေ့တော့ဘူးမပြောင်းတော့ဘူးဣဒံနာဇာယတိနစီယတိနသဝတိဒီဗြဟ္မပြည်ကြီးနဲ့ငါရဲ့ခန္ဓာကိုယ်ကြီးဟာပဏိသန္ဓေနေရတာအိုရတာနာရတာသေရတာတွေမရှိဘူးတဲ့ဒါကြောင့်မို့လို့ဒီဗြဟ္မဘုံကြီးဟာအကောင်းဆုံးပဲဣဒောဇာနတ္တိပနိညာဥတ္တရိနေတရဏံဒီဗြဟ္မာဘုံနဲ့သာလွန်မြင့်မြတ်တဲ့ဘုံဆိုတာဗမာမှမရှိဘူးတို့ဗြဟ္မာဘဝဗြဟ္မာဘုံဆိုတာအကောင်းဆုံးဘုံပဲနိဗ္ဗာန်ဆိုတာဒါကိုခေါ်တယ်အဲ့ဒီလိုအယူဝါဒကြီးဆွဲပြီးတော့ဘုရားသားရဲ့အဲ့ဒီဗကဗြဟ္မာကြီးကဟိုဗြဟ္မာကြီးတွေ့တယ်လိုက်ပြောတယ်ဟေးဗြဟ္မာကြီးဒီဘုံကနေဘယ်မှမရွှေ့နဲ့နော်ဒီဘုံကအကောင်းဆုံးဘုံပဲဒီဘုံမှာအိုရာမရှိဘူးနာရာမရှိဘူးသေရာမရှိဘူးလောကပြောနေတဲ့နိဗ္ဗာန်ဆိုတာဟောဒီဘုံကြီးပဲဒီဘုံကနေငါတို့ဘယ်မှမပြောင်းဘူးဒီခန္ဓာကိုယ်ကြီးလည်းဘယ်မှမရွှေ့ဘူးမြဲတယ်ခိုင်ခံ့တယ်တည်တံ့တယ်အဲဒီလိုအယူဝါဒတွေလက်ခံပြီးတော့သူနဲ့အတူတူနေတဲ့ပထမဇံဘုံကဗြဟ္မာတွေကိုလည်းပဲအဲ့ဒီပကဗြဟ္မာကြီးကအဲ့လိုလိုက်ပြီးတော့သူကစီယုံနာတယ်အဲ့တော့မြတ်စွာဘုရားကအနိစ္စဒုက္ခအနတ္တသူကအဲ့လိုမဟုတ်ဘူးဒီဘုံကြီးမြဲတယ်ဘယ်မှမရှိတော့ဘူးဘယ်ဘုံမှလည်းမပြောင်းတော့ဘူးဒီဗြဟ္မာဘုံမှာပဲသာဝရနေသွားမယ်ဒီအယူဝါဒရှိလို့အဲ့ဒါမြတ်စွာဘုရားကအဲ့ဒီသူနေတဲ့ဘုံကိုတက်သွားတာတက်သွားတော့မြတ်စွာဘုရားကိုတွေ့လဲတွေ့တော့ဗကဗြဟ္မာကြီးကအေဟိမာရိတာအိုးယဟန်ဂေါရမကြွလာတာလားဗျာကြွတော်မူပါဗျာကြွတော်မူပါဗျာသောကတံတေမာရိတာရှင်ဘုရားဟောဒီဗြဟ္မာဘုံကိုကြွလာတာကောင်းသောလာခြင်းပါဖယားစိရတံခောမာရိတာဣတံပရိယာယမကတိယရိတံဣဒံကမေနာယအရှင်ဘုရားတပည့်တော်တို့ရဲ့ဗြဟ္မာပြည်ကိုများကြွရောက်ဖို့အရေးတဲ့ကိုတော်အကြာကြီးနေမှအလှည့်ပေးတယ်
Amale Goroye Maja Layo Bo, the Vido, Yamabo Yu. Gorogale, Ajajini Mataka Laya de Lu, the Miasabiago, Bagabia Majiga, Omia Wanda, Eran to paint it. Erodiniama Boido Beda, go and Kunia, go at the City, Luji, Lugoni, La Loshi, Badumoso, the Vojada, Era Loca, the Marabe. Loga Ludele, do the work out, Congo, Carasila, we don't think on Gajine. Bacomo, appointed in the Bomuji, Bojoji, La Loshi, behind the Nuila Badudo, and Badugo, Dilo. But I see the Bogo is waiting with a Nunia, with the Bogo line, and no you, Malana, and a young Abo, so down Yaman, Nida, Haru, Amu, Arilo. Oh, so Biabian, how no, La Loshi, and the Garawa, Pompa, Pompa, Loga, the Maraya. Tima leve, Yaswa, Paya, Conchisu Digo, Paya, Bono, Cano, Nyando, Digo, Bagabia Magica, Tihabita. Ero Yaswa, Miani, Loga, Loma, they get attendant Jare. The mother me, the Maidara, they are by say that the Tihabita, Conchita Pogo. Ero Lubi Nabi de Magabia, Mat Biti, Georgiani, Golden Georgiani, Yaswa, Paya, Joala, Soro. Bagabia Magiga, Boido Beda, Era Wanda, Iron and Dushaunida. Shemia Digo Joala, they can go near Paya. You have Paya with Wapiola. Yamia, they can go near the video of Yamabigola. And then Yasa made a hair Bagabia Magi, Papilole. Ah, Babilo also in the video of Yamabia, Eden Nation, Eden Duo, Hardy Yamabi, the video of Kanagoyiga, Baroma, Mabia Masibu, Amiati Dani Gro. The video of Yamabi, Amira, Mabia Masibu, and Tinsino, Semia, the video of Duyara, Semia Kangauna, Bo, Eden Atlanta. Amiele Sidebea, Diboma, Ora Nara Sora, Loa Messibuya, the video of Yamaboma, Ora ye, Nara ye, Tira ye, Loa Messibu. A piece zone, Bongo, Piava, Solo, the video of Yamabongo, Pialeme. A cow zone, Kandago, Piava, Soye, the video of Yama Kanago, Pialeme. The Machemiago, the video of Mayome, Chemiago, Vega Juana, Lubiga Lara, Ogata Mio, and Ni, Nalawana Logo, and Indoji Twalara. Edo Semia, Lubigan, Juana, Guy Semia, Nabi, Southern, Madriga, doing it. Edo Lubi Mago, Semia, Ludi, Ora, Nara, Tira, Mishibula, Shire. Nabi, Southern, Malevan, Nadi, let's see in Avegro. Ero Semia, Twigger, Boni, Lubila, Magamuvia, Nabila, Magamuvia, Babilo, have a magia, oh, Lubi, Nabi, Sura, Ona, the Dokari, Dwani, the video of Yamaboni, Ora Lemesibu, Nara Lemesibu, Tira Lemesibu. The video of Kanaguia, Mapiamu, Gorodi, Dimelo, Sobido, Beda, Erima, Duga, Miaswa, Payago, Bagabia Magiga, do as you are, do ye, but I'm a some bolo, Mapi, Kong Jonigo, Era, Miaswa, Payago, shout out, Payaga, Mapiole, away Zagado, Wada, Bo, Bagobiama, Bagabia Magidi, away Zagado, Wada, away the Mauni, Casili, Guadaga, Wa, my low twali. Daga yellow Bagawa Bono Chausu Aulan to Fido Mudo Piashin Koromiaka. I was a Gauza Medway, Manjaro, Mulai Babe, the day. Away Dagado, Wada Bo, Bago Piama Toto Mite Piamabe. Yaga, Eddie the Gata Kondugo, Yola. A Sorongaro, Java, Shemia, the video double Lara, Kankone, Paya, Corolo, a tote Bogoji Lara, the video double Kankone, Payane, Edilo, Gogo, Guido Bienai, Jozo, Yuya, no sep, needed Bogo, go, Naswa, Payaga, the Kone, Halumai, Payaga, have Yamamai, Nintoro Maidave. Payashino Midima, Vino Bida, Gogo, Gino, Yuya, no Salomia, Nya, Lamero, Matene, Yosayashi, Amana Bude, Yosashi, Mabella. Yes, Yoda de
အဲ့ဒီနေရာမှာဘုန်းကြီးတို့ပရိသတ်ဥပမာလေးတစ်ခုပေါ့မပြတော့ဆိုလို့ရှိရင်မသိနားမလဲသေးတဲ့ခလေးတစ်ယောက်ပေါ့ကိုသားလေးပေါ့အဲ့ဒီခလေးတစ်ယောက်ကအတ်တို့ဂျိတ်တို့ကိုကောက်ပြီးတော့ပါးစပ်ထဲကိုထည့်တယ်ဘယ်ထဲကိုထည့်လဲပါးစပ်ထဲအတ်တွေဂျိတ်တွေကောက်ပြီးတော့ထည့်တော့အဲ့ဒါအမေကမြင်သွားရောမြင်သွားတော့အမေလို့တဲ့ပုဂ္ဂိုလ်ကကမန်းကရံပြေးလာပြီးတော့အဲ့ဒီခလေးကိုမလုံးမလဲပရိသတ်ရဲ့အဲ့ဒီခလေးကိုအတ်တွေဂျိတ်တွေပါးစပ်ထဲရောက်သွားတာကိုထုတ်မယ်တဲ့အဲ့တော့အဲ့ဒီအတ္တိဂျိတ်တွေကိုပါးစပ်ထဲရောက်သွားတဲ့ခလေးကိုကဲဘယ်လိုထုတ်မလဲပရိသတ်စဉ်းစားကြည့်လားအတ္တိဂျိတ်တွေပါးစပ်ထဲဝင်သွားတဲ့ခလေးကနဲ့ဖြစ်နေအဲ့ဒီခလေးကိုဘယ်လိုထုတ်မလဲအမေကအတ္တိဂျိတ်တွေခလေးဝင်သွားလို့ချင်းထုတ်ပုံထုတ်နည်းလေးဒေသနာတော်မှာပြောထားတဲ့တေချာမှတ်ပရိသတ်ခလေးရဲ့ခေါင်းကိုဒူးကောင်းနဲ့ညှက်တယ်ခလေးရဲ့ခေါင်းကိုဗာနဲ့ညှက်အရင်ကတည်းဆွဲသိပြီးတော့ခလေးကောင်းကိုတစ်ခါဒူးကောင်းနဲ့ညှက်ထားတယ်ညှက်ထားပြီးလို့ရှိရင်အဲ့ဒါပါးစပ်ကိုဖြဲပြီးတော့အဲ့ဒါပါးစပ်ထဲမှာရှိနေတဲ့လေချောင်းထဲမှာရှိနေတဲ့အတ္တဂျိတ်တွေကိုအတင်းဆွဲထုတ်တဲ့အဲ့လိုဆွဲထုတ်တော့ခလေးမငိုဘူးလားခလေးငိုတဲ့အခါမလေးငါသားလေးငိုတယ်ဆိုပြီးတော့လွတ်ပေးသလားမလွတ်ပေးဘူးအတင်းဆွဲထုတ်ရမှာဘာလို့ရမှာလဲပြေးသားငိုနေတော့လည်းပဲဘာလို့ရမလဲဆွဲထုတ်တဲ့သွေးတွေထွက်ရှင်လဲထွက်လာမယ်ထွက်ပါစေရအောင်ဆွဲထုတ်ရမယ်ဘာဖြစ်လို့အဲ့လိုလုံးတာတော့ဆိုလို့ရှိရင်ခလေးကိုမသနာလို့လားသနာလို့လားဒီလိုမှမလုံးရင်ဗိုက်ထဲရောက်သွားမယ်ဒီအတ္တိဂျိတ်တွေကခလေးလဲမခံမရနိုင်အောင်ဖြစ်မယ်အထဲမှာဥတွေအသေးတွေကိုအဲ့ဒါသွားထောက်မယ်သေမယ်ဒုက္ခပေးလိုက်မယ်အဲ့တော့သွေးထွက်တာတို့ငိုတာတို့ကိုဂယုဆိုင်နေလို့ရသလားမရဘူးတဲ့ဘယင်းသားရင်အဲ့ဒါကိုဂယုဆိုင်နေလို့မရဘူးအဲ့ဒါဂယုဆိုင်နေလို့တဏှာလို့လွတ်ပေးလိုက်လို့ရှိရင်ဒီကလေးသေသွားပဲဒါကြောင့်သေသွားတာတဲ့စာရင်တော့တော်သေးတယ်လို့ဆိုပြီးတော့ဆွဲထုတ်ရသလိုပဲတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကလည်းဒုက္ခရောက်မဲ့တတ္တဝတယောက်ကိုချမ်းသာစေတော်မူတဲ့မေတ္တာတော်ကရုဏာတော်ဖြင့်ဘယင်းသားရင်ဘဂဗြဟ္မာကြီးရဲ့စိတ်ထဲမှာအခါရခက်တော့လည်းပဲမပြောချင်ပဲနဲ့ပြောလိုက်ရတာပြောချင်လို့ပြောတာလားမပြောချင်ပဲနဲ့ပြောလိုက်တာမပြောချင်ပဲနဲ့ပြောလိုက်ရတာဘဂဗြဟ္မာကြီးကိုဘဂဗြဟ္မာကြီးရဲ့တန်တမှာစိုးဝင်နေတဲ့မိစ္ဆာဒိဋ္ဌိလို့ခေါ်တဲ့အဲ့ဒီအတ္တိဂျိတ်တွေကိုဘုရားရှင်ကိုယ်တော်မြတ်သည်ထုတ်ချင်လို့တဲ့ဘဂဗြဟ္မာကြီးသင်ဟာတည်ပြီးတော့မိုက်တွင်းနေတာပဲဒီလိုမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကပြောတာအဲ့တော့ခုနတုန်းကဘဂဗြဟ္မာကြီးယူထားတဲ့အယူလေးတွေကိုဘုန်းကြီးတို့ပြည့်ဆိုင်အလုံးပေါင်းလိုက်လို့ရှိရင်ဘဂဗြဟ္မာကြီးယူထားတဲ့အယူကိုတတ္တတဒိဋ္ဌိလို့ခေါ်တယ်ဘာလို့ခေါ်လဲတတ္တတဒိဋ္ဌိဆိုတဲ့စလုံးလေးကိုပြည့်တာမှတ်လိုက်မြဲတယ်လို့ယူဆတာဘာလို့ယူဆတာလဲဘယ်တော့မှမပြည့်စည်ဘူးအမြဲတမ်းထင်ရှားရှိနေတယ်လို့ယူဆတာအဲ့ဒါကိုသတ္တတဒိဋ္ဌိတဲ့အဲ့တော့ဘာဖြစ်လို့ဒီဒိဋ္ဌိအယူဖြစ်သွားတာတော့ဆိုလို့ရှိရင်ဗြဟ္မာကြီးတွေရဲ့တတ္တဟာကဘာနဲ့ခြီးပြီးတော့ရှိတယ်ဗြဟ္မတတ္တဟာကဘာနဲ့ခြီးပြီးတော့ရှိတယ်ကဘာပေါင်း1000ကဘာပေါင်း1သိန်းအဲ့ဒီလိုခြီးပြီးတော့ကိုရှိတဲ့အတွက်ကြောင့်မို့လို့သူတို့ရဲ့အသက်ကကဘာတစ်ခုလုံးမပြည့်စည်ပဲနဲ့တည်နေတော့အဲ့ဒါကိုခြီးပြီးတော့သူကဟိုလူပုံနာပုံကိုလှမ်းကြည့်လိုက်တော့လူတွေဟာနေတိုင်းသိနေတယ်စက္ကန့်တိုင်းမှသိနေတယ်ကဘာပြတ်တာတောင်မှပေးတတ်အဲ့ဗြဟ္မာကြီးတွေတချို့ဗြဟ္မာကြီးတွေကြံနေခဲ့တယ်ကောင်းကင်ဘုံဒါကြောင့်ဘုန်းကြီးတို့ကဘာဥတည်တဲ့အခါမှာအခင်ညသုတ်တံမှာမြတ်စွာဘုရားဟောထားတာရှိတယ်ဗြဟ္မာကြီးတွေကောင်းကင်ကနေဆင်းလာဗြဟ္မာကြီးတွေဘယ်ကဆင်းလာအဲ့ဒါဘုန်းကြီးတို့လူဘဝသဝအစကအဲ့ဒါဗြဟ္မာကစတာပဲဒေသနာတော်ကတော့ဗြဟ္မာကြီးတွေဆင်းလာတာလူကြီးကိုဗြဟ္မာတွေဆင်းလာတာကဘာကြီးမီးလောင်ကဘာကြီးပြက်ကဘာကြီးပြန်တီးပြီးဆိုတဲ့အခါကျတော့ဘယ်ကစလဲဗြဟ္မာတွေဗြဟ္မာပြည်မှာတက်တန်းရှည်ပြီးတော့ကြံနေခဲ့တယ်ဗြဟ္မာကြီးတွေကဆင်းလာတရားမို့လို့သူတို့ရဲ့အသက်ဟာဒကမာလုံးမပြတ်မရှိဘဲနဲ့တည်နေတာကိုကြည့်ပြီးတော့သူကလူဘုံနားဘုံကိုအဲ့ဒီဗြဟ္မာတွေကလှမ်းကြည့်လိုက်တဲ့အခါကျလူတွေဟာနေတိုင်းသိနေတာတွေ့တယ်တဲ့ဘာနဲ့ဥပမာတူတုံးဆိုလို့ရှိရင်ဘုန်းကြီးတို့ပြည်တိုင်းဟိုမိုးရွာနေပူတဲ့အချိန်မှာမိုးတပြိုက်နေတပြိုက်ဖြစ်တဲ့အချိန်မှာထွက်လာတဲ့ပလူကောင်လေးတွေမတွေ့ဘူးလား
အဲ့ဒီဘလူကောင်လေးတွေမိချောင်းနာမိသီနာလာပြီးတော့ပြန်နဲ့ထွက်လာမနဲ့မိုးလင်းလို့သွားလဲကြည့်လဲကြည့်ဟောအဲ့ဒီမှာအတောင်တွေကျွတ်ပြီးတော့ဘလူကောင်တွေကိုဟိုငှက်ကလေးကလာစားကြီးကန်တွေကလာစားကြက်တွေကလာစားနဲ့ခဏလေးပြန်ပြီးတော့ခဏလေးသေကြတယ်တဲ့အဲ့ဒီဘလူကောင်နေလို့ပဲလူတွေဟာဒီနေ့သက်တမ်း100ပဲပြော85နှစ်ပဲပြောဘယေသားရေဗြဟ္မပြည်ကနေလှမ်းကြည့်ရင်လူသက်တမ်းဟာစက္ကန့်ပိုင်းပဲရှိတယ်ဘယ်လောက်ပဲရှိလဲတစ်စက္ကန့်မှလူတွေသေးနေကြတာတစ်စက္ကန့်ကိုလူ1ယောက်10ယောက်15ယောက်အယောက်1000အယောက်1000အယောက်3သိန်းအဲ့ဒီလိုသေနေကြတာကိုဗြဟ္မပြည်ကဗြဟ္မာတွေကကြည့်ပြီးတော့ဩငါတို့ဗြဟ္မဘုံကြီးကသက်တမ်းရှိတယ်ငါတို့လည်းတစ်ခါမှမသေးပါလားဒီလိုထင်နေတာအဲ့တော့ဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့အဲ့ဒီအယူဝါဒကိုဗကဗြဟ္မာကြီးရဲ့အယူဝါဒဒီဗြဟ္မာတွေကဘယ်တော့မှမပြည့်စုံဘူးလို့အမြဲလို့တည်နေတယ်ဆိုတဲ့အယူဝါဒကိုဘုန်းကြီးတို့စာလို့ပြောတော့တတ္တတဒိဋ္ဌိဗာဒိဋ္ဌိလေအဲ့ဒါကိုအဲ့ဒီမှာဒိဋ္ဌိကိုဘုန်းကြီးတို့ပြည်သားဘယ်လိုနှမျိုးယူရမလို့ဆိုလို့ရှိရင်ဒီနေရာမှာနည်းနည်းလေးထည့်ပြောသွားမယ်တတ္တတဒိဋ္ဌိနဲ့ဥစ္စေရဒိဋ္ဌိဆိုဒိဋ္ဌိက2မျိုးရှိတယ်ဘုန်းကြီးတခါလဲပြောပြီးပြီအဲ့ဒါလေးကိုဘယ်လိုပြောမလဲဆက်မှားပြမှားအယူ2ပါးတဲ့ဆက်မှားပြမှားအယူ2ပါးဘာလဲလဲပြောကြည့်ပါဆက်မှားပြမှားအယူ2ပါးဆက်မှားကတတ္တတဒိဋ္ဌိပြမှားကဥစ္စေတဒိဋ္ဌိအဲ့ဒီ2ပါးကိုပြောတာအဲ့ဒီဒိဋ္ဌိ2ပါးဟာဘယ်သူကနေပေါက်ဖွားလိုက်တာတော့ဆိုရင်ပင်မကသက်ကာယဒိဋ္ဌိဘာဒိဋ္ဌိလဲသက်ကာယဒိဋ္ဌိမိခင်ကြီးကအမွာဘူးသားလေး2ယောက်ကိုဖွားပေးလိုက်တယ်တဲ့တတ္တတဒိဋ္ဌိနဲ့ဥစ္စေရဒိဋ္ဌိဘာနဲ့လဲတဏ္ဍဒိဋ္ဌိနဲ့ဥစ္စေရဒိဋ္ဌိအဲ့ဒီဒိဋ္ဌိ2ပါးဟာဘယ်တော့မှပျောက်တုံးဆိုရင်သောတပန်ကြမှာပျောက်တယ်ဘယ်တော့မှပျောက်လဲသောတပန်ကြမှာသောတပတ္တိမဲ့နဲ့ပဲနိုင်မှတတ္တဒိဋ္ဌိဆက်မှားနဲ့ဥစ္စေရဒိဋ္ဌိပြမှားဆိုတာအဲ့ဒါကင်းတယ်တဲ့ပုထုဇဉ်မှာအဲ့ဒီဒိဋ္ဌိ2ပါးရှိကိုရှိတယ်တဲ့အဲ့တော့ဒီနေရာမှာဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့ထပ်ပြောမယ်တတ္တဒိဋ္ဌိရဲ့သဘောလေးကိုနည်းနည်းပြောမယ်တတ္တဒိဋ္ဌိဆိုတာလူတစ်ယောက်သေသွားတယ်ဆိုလိုက်ကြပါစို့အဲ့ဒီလူရဲ့အသက်ဝိညာဉ်ဒီခန္ဓာကိုယ်ထဲကနေထွက်ဟိုခန္ဓာကိုယ်ထဲကိုဝင်ဒီလိုဆက်သွားတယ်လို့အဲ့ဒီလိုယူဆဒီဘဝရဲ့ယုံနာကဟိုဘက်ဘဝကိုဘယ်လိုနည်းနဲ့မှမပါဘူးဒေသနာတော်ကဒီဘဝရဲ့ယုံနာဟာဒီဘဝတွေမှာချုပ်သွားတယ်တချို့လူတွေဆိုလို့ရှိရင်ဘုန်းကြီးတို့ပြည်သားကြီးအဲ့ဒီတတ္တတဒိဋ္ဌိရဲ့အယူဟာဘယ်လောက်ထိအောင်ယူတော့ဆိုရင်ဒီဘဝရဲ့ဝိညာဉ်ကလေးနံလေးကဒီမှာယုတ်ကြီးထားခဲ့တယ်ပေါ့ဒီဘဝရဲ့နံလေးဝိညာဉ်လေးကထွက်သွားတယ်ပေါ့အသက်တဲ့ဝိညာဉ်နဲ့လိပ်ပြားတဲ့အတူတူပဲခေါ်နေတာအဲ့ဒီဝိညာဉ်လေးကထွက်သွားတယ်ထွက်သွားပြီးတော့ဗာလဲဟိုဘဝတဲကိုသွားဝင်တယ်တကယ်လို့ဟိုဘဝတဲကိုသွားမဝင်ခင်ကာလမှာဗာလို့လဲလိုက်ရှာနေရတယ်ဒီလိုအယူဝါဒအဲ့ဒါကြောင့်မို့လို့ဘုန်းကြီးတို့ရှစ်ခေတ်ကတော့လူတွေသေလို့ရှိရင်ပါဇတ်တဲကိုဗာထက်လဲဘိယတာပတ်စံထဲတယ်ဘယ်လောက်ထဲလဲဓမ္မထဲတယ်ဘယ်လောက်ထဲလဲဘိယတာပတ်စံဓမ္မထဲတယ်ဒီဝိညာဉ်လေးကဒီခန္ဓာကိုယ်ထဲကနေထွက်သွားပြီးတဲ့နောက်မှာအမေးကိုလိုက်ရှာပြီးတော့ဝင်သားရမယ်အဲ့ဒါအမေးကိုလိုက်ရှာတဲ့အခါမှာမြစ်တွေ့ရင်ကူးမယ်ပေါ့ချောင်းတွေ့ရင်ကူးမယ်ပေါ့အဲ့ဒီမြစ်တွေချောင်းတွေကိုကူးတဲ့အခါမှာကရိုးကမပါရင်ကူးလို့မရဘူးဒါကြောင့်ကရိုးကအနေနဲ့ပါဇတ်ထဲကိုပတ်စံဓမ္မပါဇတ်ထဲကိုပတ်စံဘယ်လောက်ထဲလဲဓမ္မထဲတယ်တဲ့အဲ့ဒါတတ္တတဒိဋ္ဌိအဲ့ဒါဗာဒိဋ္ဌိလေဒါကြောင့်လူသေးလို့ပါဇတ်ထဲကိုပတ်စံထဲတာမြင်ရင်အဲ့ဒါဗာဒိဋ္ဌိတတ္တတဒိဋ္ဌိအဲ့ဒါမှတ်တာမလုပ်ကောင်းဘူးလုံးလုံးမလုပ်ကောင်းအဲ့ဒါကိုမှငါမှတတ္တတဒိဋ္ဌိရှိနေတယ်ဆိုတော့ပြတာဘာလို့ပတ်စံသွားတယ်လဲအခုမတ်စီကရှာမရမတ်စီမပြောနဲ့ကြက်တန်အောင်ရှာမရတော့ဟုတ်တယ်မဟုတ်လားအဲ့တော့အခုထဲတဲ့အလေးတော့ရှိမရှိတော့မသိဘူးပေါ့လေရှိရင်လည်းပဲဘယင်းတိုင်းဓမ္မတော့မထဲအနည်းဆုံး1000လောက်တော့ထည့်ပေးလိုက်ဘာလို့ဆိုတော့ခုခေတ်ကလည်းကုန်စည်တို့တွေကတဲနေတော့အဲ့ဒါကတို့ကလည်းဓမ္မနဲ့ရမှာမဟုတ်တော့အဲ့ဒါဒီမှာကနည်းနည်းတော်သေးတယ်ဟောတောင်တန်းဒေသတွေမှာနာဂတို့ချင်းတို့ဘယင်းတိုင်းအဲ့ဒီတရားဒေသတွေမှာသေတဲ့လူတွေကြတော့အဲ့ဒီမှာဘာလို့လဲဖြာတခြားတဲ့ခေါင်းတစ်လုံးနဲ့အဲ့ရခင်းနဲ့ဖြာတခြားခေါင်းကတစ်လုံးအဲ့ရခင်းအဝိအစားက3စုံထီခဏအသစ်တေကြီးဝယ်ပြီးတော့ဘယေသားရဲ့အဲ့ဒါပါလေမြေကြီးထဲထည့်ပြီးတော့အဲ့ဒါကိုမြုပ်ပေးလိုက်တာ
ဘာဖြစ်လို့အဲ့ဒီလိုထည့်ပေးလိုက်တာလဲဆိုလို့ရှိရင်တဲ့အဲ့ဒီသိသွားတဲ့လူကဟိုနောင်ဘဝမှာဝင်သားရမယ်ဆိုတော့အဲ့ဒီသူဝင်သားရမယ်အမေကိုလိုက်ရှာရင်းနဲ့အမေကိုမတွေ့သေးဘူးဆိုလို့ရှိရင်လမ်းထဲမှာအိပ်ဖို့လို့ခေါင်းအောင်ထည့်ပေးလိုက်တာလေလမ်းထဲမှာအိပ်ဖို့လို့ဗာထည့်တယ်အဲ့ဒါတော်တော်နဲ့မတွေ့ဘူးဆိုအဝိဇ္ဇာနဲ့လဲဖို့လို့ဆိုအဝိဇ္ဇာနဲ့ထည့်ပေးလိုက်ရတယ်တဲ့အဲ့တော့အသက်20အစိတ်လူသေးသွားလို့အဲ့ဒီခေါင်းတွေပြားတွေစောင်းတွေခြံောင်းတွေအဝိဇ္ဇာတွေထီးတွေဖဏတ်တွေထည့်ပေးလိုက်ရတာကိစ္စမရှိဘူးဟိုအသက်80ကျော်အဖိုးကြီးဘွားကြီးသေလို့အဲ့ဒီခေါင်းတွေရောစောင်းတွေရောပြားတွေရောထီးတွေရောအဝိဇ္ဇာတွေရောထည့်ပေးလိုက်လို့ရှိရင်အဲ့ဒီမသားကကူလီ900အောင်မယ်ပါ900အောင်မလဲကူလီ900အောင်မယ်အဲ့ဒီမသားကလာပါဦးကူလီသမားရဲ့ငါအမေလိုက်ကြတာငါဒါတွေမသိနိုင်လို့ဆိုရင်အဲ့ဒါကိုလီငားမဲ့ပုံတော့ပေါက်နေတယ်သူတို့လုံးပုံကလည်းအဲ့ဒါတွေကမလုံးသိဘူးဘယေသားအဲ့ဒါတတ္တတဒိဋ္ဌိအယူဗာဒိဋ္ဌိအယူလဲတတ္တတဒိဋ္ဌိအယူဒီဘဝကနေဟိုဘဝကိုဆက်ပြီးသွားတယ်လို့အဲ့ဒီလိုအယူမှားတာအဲ့ဒါဆက်မှားလို့ခေါ်တယ်ဘာလို့ခေါ်လဲဘယေသားတကယ်တမ်းကျတော့ဒီဘဝယုံနာဟာဒီဘဝမှာလည်းအကုန်လုံးချုပ်ခဲ့တာပြတ်ခဲ့တာဟိုဘက်ကိုဆက်မသွားဘူးသွားသလားမသွားဘူးဘယေသားအဲ့ဒါလေးကိုဘိန်းတို့ပိသပေါင်းတော်ကောင်းတို့ဘိန်းပေးထားတဲ့ဥပမာတွေအများကြီးရှိပါသို့တော့ဒီနေရာမှာတစ်ခုပေးမယ်ပိသတိုင်းတစိတ်တုံးနဲ့မှန်နဲ့ဗာနဲ့လေယုံနေပါတယ်မှာရက်ွက်ကောင်စီယုံနေပါတယ်မှာရရကယုံနေမှာထောက်ကသာသွားလို့တစိတ်တုံးမရိုက်ဘူးလားတစိတ်တုံးရိုက်မင်းလေးမင်္ဂန်လေးထဲမှာတစိတ်တုံးလေးစွတ်ပြီးတော့ဗတ်ဆိုစာရွက်လေးပေါ်ရိုက်လိုက်တာတစိတ်တုံးမထင်ဘူးလားပိသတစိတ်တုံးထင်တော့အဲ့ဒီတစိတ်တုံးဥပမာကိုကြည့်ရာဘာတစိတ်တုံးကဒီဘက်ဘဝအခုသေမဲ့ဘဝဟောစက္ကုထဲမှာထင်တာကဟိုဘက်ဘဝအဲ့ဒါလေးမှန်းပြီးတော့ကြည်သတ္တဒိဋ္ဌိအယူရဲ့အယူကိုပြတ်ချင်အဲ့ဒါလေးဥပမာထားကြည့်လိုက်ဒီစက္ကုပေါ်မှာလာထင်တဲ့တစိတ်တုံးဟာဟောရာဘာတစိတ်တုံးတွေကတစိတ်တုံးကြီးထွက်ပြီးတော့လာထင်တာမဟုတ်ဘူးတဲ့တကယ်လို့ရာဘာတစိတ်တုံးတွေကတစိတ်ကြီးဒီထဲမှာထွက်လာတယ်ဆိုရင်ဟိုမှာမကြံနေခဲ့ရဘူးအခုဟိုတစိတ်တုံးကိုကြည့်တော့လည်းပဲရာဘာတုံးထဲမှာတစိတ်တုံးကရှိလေပဲရှိသလားမရှိဘူးလားဒါပေမဲ့ဒီမှာကျတော့လည်းမဖြစ်လဲလမ်းထင်းတယ်ဒီမှာကျတော့လည်းမဖြစ်လဲပြေးတာလမ်းထင်းတယ်တဲ့အဲ့တော့ဒီတစိတ်တုံးဒီစက္ကုပေါ်မှာရာဘာတစိတ်တုံးလမ်းထင်းတယ်ဆိုတော့သူကသူထင်တာလားဆိုတော့မဟုတ်ဘူးဟိုရာဘာတစိတ်တုံးထောက်ရာဘာတစိတ်တုံးဒီဟူသောအကြောင်းကြောင့်စက္ကုပေါ်မှာတစိတ်တုံးဆိုတဲ့စလုံးအဝိုင်းလေးလမ်းထင်တာကအကျိုးအကြောင်းကြောင့်အကျိုးဘာကြောင့်ပါဒါမြင့်ဒီစက္ကုပေါ်မှာတစိတ်တုံးလာထင်တာဟာဟောရာဘာတစိတ်တုံးရဲ့အကြောင်းကင်းတာမကင်းဘူးရာဘာတစိတ်တုံးဒီဟူသောအကြောင်းကြောင့်စက္ကုပေါ်မှာတစိတ်တုံးထင်ရတာကအဲ့ဒါအကျိုးအကြောင်းနဲ့အကျိုးဘာနဲ့လဲအကြောင်းမကင်းလို့အကျိုးထင်တာဘာမကင်းလို့ဘာထင်တာဘဝတစ်ခုကူးတယ်ဆိုတာလေဒီတိုင်းပဲပရိသတ်မိမိပြုလုပ်ခဲ့တဲ့ကုသိုလ်ကံအကုသိုလ်ကံအကြောင်းတရားတွေကြောင့်လူခန္ဓာနတ်ခန္ဓာခွေးခန္ဓာနွားခန္ဓာအပေခန္ဓာဆိုတဲ့တစိတ်တုံးရလေးသွားထင်တာတဲ့ဟိုကတစိတ်တုံးဒီထဲလာတာမဟုတ်ဘူးဟိုကတစိတ်တုံးဒီထဲလာရင်ဟိုမှာဘာမှမကြံခဲ့ရဘူးဟိုမှာလည်းပဲကြည့်လိုက်တော့ရာဘာတစိတ်တုံးထဲမှာတစိတ်ရလေးရှိနေတာဒီမှာလည်းလာထင်တယ်ဘာဖြစ်လို့ထင်တာလဲအကြောင်းကြောင့်အကျိုးဘာကြောင့်ပါအကြောင်းကြောင့်အကျိုးလာထင်တာနောက်တစ်ခုဘုန်းကြီးတို့ပြေးတိုင်းမှန်ကိုကြည့်လိုက်ဘာကိုကြည့်လိုက်လဲကဲမှန်ရှိမှလူသွားရက်တယ်မှန်ထဲမှာလူရုပ်မထင်ဘူးလားမှန်ရှိမှဘာရုပ်ထင်လဲမှန်ထဲကလူဟာလူအစ်စ်ဟုတ်သလားမဟုတ်ဘူးဒီမှာဥပမာလေးနားလည်အောင်ပြောမယ်အဲ့ဒီမှန်တဲ့ကလူရဲ့ခေါင်းကိုထုံးနဲ့သွားရိုက်နားသလားဘာဖြစ်လို့မနာတော့လဲလူမှုရုပ်မဟုတ်လို့အရေးဘာသွားထင်နေတာလဲပရိသတ်တဲ့လူအစ်စ်ဟုတ်ရလားမဟုတ်ဘူးလူအစ်စ်ကိုရိုက်မှခေါင်းနာမှာလူအစ်စ်ကိုရိုက်မှဘာနာမှာနင်းကောင်ကအမြင်ကတ်တယ်ဆိုပြီးတော့မှန်တဲ့ကရုပ်ကိုဓာတ်နဲ့သွားထိုးမယ်တဲ့ဘိုက်ကိုဓာတ်နဲ့ထိုးတယ်ပေါက်ပါမလားဘာဖြစ်လို့မပေါက်တာအရေးမို့လို့ဒီလိုမဟုတ်လားအဲ့ဒါလေးမှတ်တာဘုန်းကြီးတို့ပရိသတ်ဒီမှန်ရှင်းမှရနေသောလူဒီဟုသောအကြောင်းကြောင့်မှန်ထဲမှာအကျိုးအရေးထင်တာဒီလိုမဟုတ်လားအဲ့ဒါကြောင်းကျိုးဆက်ယူရတယ်ဘာဆက်ယူရလဲအကြောင်းနဲ့အကျိုးကိုအဲ့ဒီလိုနားလည်ရတယ်
အဲ့လိုအကြောင်းနဲ့ကျိုးကိုနားမလဲပဲနဲ့လူတွေကဘယ်လိုထင်လဲဩဒီဘဝကဝိညာဉ်လေးလက်ပြလေးထွက်သွားတယ်တဲ့ဟိုလက်ပြခွဲတယ်တဲ့အဲ့ဒါတွေကတသဒိဋ္ဌိအယူတွေကြီးပဲမှာပရိသတ်လူသေးွားတဲ့အိမ်မှာထမင်းလာစားတဲ့ထမင်းတော့ထမင်းဘွယ်တွေဟင်းဘွယ်တွေပုံထားတယ်တသဒိဋ္ဌိမရှိဘူးဒီရုပ်ဒီနာချုပ်သွားပြီဒီရုပ်ကြီးဘာမှလုပ်လို့မရအဲ့ဒီလိုကြွေးလည်းမရဘူးစားလည်းမစားဘူးအဲ့ဒါဒီနေ့ကစဘိန်းတို့ပရိသတ်မှတ်တာလူသေးရင်အကုန်အပြတ်ရှိဘာတက်ခက်နဲ့ပုတ်ပြီးလဲခေါ်မလာနဲ့ဒီမှာထားပြီးတော့အဝိဇ္ဇာတွေပုံထမင်းထည့်ကြွေးပါအောင်ဟင်းကြွေးပါအောင်ရေတိုက်ပါအောင်ဟာဆက်လိတ်တိုက်ပါအောင်ကော်ဖီတိုက်ပါအောင်ဒီအဝိပုံကြီးနာထားပြီးတော့ရှိတယ်ထင်ပြီးတော့လုံနေတာတွေကအဲ့ဒါတတ္တဒိဋ္ဌိအယူတဲ့ဗာဒိဋ္ဌိအယူတဲ့အဲ့ဒါလုံးမနေနဲ့တော့မှတ်ထားအမေသေးလဲလုံးမနေနဲ့ဘာမှလုံးမနေနဲ့ပရိသတ်တက်ခက်နဲ့ပုံပြီးခေါ်လာတယ်တဲ့ဆွဲနေတာအယူကဒါကြီးကရှိတယ်ထင်ပြီးတော့ခေါ်လာတာဟုတ်ဒီဘုံကယုံနေဒီမှာချုပ်ဖြစ်မဲ့ဘုံကသွားဖြစ်ပြီအဲ့ဒါပါလာတယ်ထင်ပြီးတော့ခေါ်လာတယ်အဲ့ဒါထမင်းကြာဟင်းကျွေးဟာဒီကြတဲ့ဘုန်းကြီးတို့ငယ်ငယ်ကအာသုဘချတွေ့မှုတဲ့ငပြောသီးတွေလည်းပါတယ်ငပြောသီးဆိုတဲ့ညက်တွေနဲ့กินပြီးတော့ထမင်းတုပ်ကောဘာဟောညာအခေါင်းမော်တင်းအကုန်လုံးလှုပ်ပေးလိုက်တာအဲ့ဒါစွဲနေတယ်အဲ့ဒါသတ္တဒိဋ္ဌိမလုံအောင်စားလည်းမစားဘူးသွားကြည့်သမင်းတစည်းမရောအလည်းကအလုံးချုပ်ခံပြီးတော့လုံးမနေနဲ့အဲ့ဒါဗုဒ္ဓရဲ့ဝါဒမှာအဲ့ဒါမရှိဘူးအဲ့ဒါဘယ်ရလာလဲအဲ့ဒါဟိုဘုရားမပွင့်ခင်တည်းကဟိန္ဒူဝါဒအဲ့ဒါဗမာတွေဟိန္ဒူပုံနာတွေသူတို့အယူဝါဒရှိတယ်သူတို့အဲ့ဒါသွားပြီးတော့သွားကျွေးရတယ်သွားပေးရတယ်အဲ့လိုလုပ်ရတယ်ဗုဒ္ဓဒေသနာတော်ကအဲ့လိုပေးလို့အဲ့လိုကျွေးလို့မရဘူးကဲဘုန်းကြီးတို့ဘုရင်တော်ပေါင်းတော်ကောင်းတို့အဲ့ဒါဒီအယူဝါဒကြီးဆွဲနေတာအဲ့ဒါသတ္တဒိဋ္ဌိလို့ခေါ်တယ်တဲ့ဓမ္မအဲ့ဒီဒိဋ္ဌိကလည်းသောတာပန်ကြမှာသောတာပတ္တိမဲ့နဲ့မှာသောတာပတ္တိဖို့နဲ့မှာပယ်တာပုရုဇဉ်မှန်သမျှအဲ့ဒီအယူဝါဒရှိတယ်ရှိတယ်ပရိသတ်လက်မခံရင်ပြီးတော့လက်မခံနဲ့ဆိုတာဘုန်းကြီးပြောပြီးပြီလူသေးရဲ့အလောင်းမှာအဝိစားပုံမှာထမင်းချတာတော့ဟင်းပေးတာတော့မလုပ်ပါနဲ့အဲ့ဒါလက်မခံတာရှိတယ်လေကိုကလက်မခံဟေးလုံးမနေနဲ့အဲ့ဒါအပူလုံးတယ်အဲ့ဒါသတ္တဒိဋ္ဌိအယူဘဝဆက်နေတယ်လို့ထင်နေတာဘဝကပြတ်သွားပြီနောက်ဘဝကူးသွားပြီလာလည်းမလာဘူးပြီးပြီအဲ့ဒါဟိုတုန်းကဘုန်းကြီးတို့ဘုရင်သားကြီးဒကမာကြီးတယောက်သမီးလေးသေရောသမီးလေးသေတော့သမီးလေးကဒီတယောက်တည်းရှိတယ်ပစ္စည်းကလည်းချမ်းသာတယ်အဲ့ဒါနေတိုင်းမလုံးလဲသုတ်တံမှာသွားငိုတဲ့သမီးအလောင်းမြေပုံလေးဖက်ပြီးတော့သမီးရဲ့အမေပြထားခဲ့အဲ့ဒီသုတ်တံမှာလဲဘိန်းသားကဘိန်းသွားရှူနေတာကိုရားတဲ့အဲ့ဒါနေတိုင်းလာငိုးနေတော့အဲ့ဒါဘိသားဘယ်လိုအကြံရတော့ဆိုတော့နောက်တနေ့ကျတော့ဘိသားကအဲ့ဒါပွဲခင်းတွေကနေပြီးတော့ဟိုတရားမင်းဝတ်တဲ့အဝတ်စားတွေခဏသွားငှားလာပြီးတော့တခါတည်းအဲ့ဒီသုတ်တံမိုးကကိုယ်ကိုယ်တက်သွားတက်ပြီးတော့သူ့သမီးငိုနေသူ့သမီးသေးလို့ငိုနေတဲ့အချိန်မှာဘဝနဲ့တက်ကိုင်းလို့တော့ပြင်းဆိုတော့ဘွားကြီးကမော့ကြည့်တဲ့အခါကျတော့ဘသူတော့ဟဲ့ငါတရားမင်းပဲတရားမင်းကြီးရဲ့ဘာလာလုံးတယ်လဲဘာလာလို့တုံးဆိုလို့ရှိရင်နင့်သမီးကမှားလိုက်လို့ငါကမန်းကနနဲ့လူပြည်ကိုလာတာငါပြန်ရမယ်သမီးလေးဘာမှလိုက်တဲ့နင့်သမီးလေးနတ်ပြည်ရောက်နေတယ်အဲ့တော့နင့်သမီးကပြောတယ်နတ်ပြည်မှာသူများတကလို့ဝိရှင်တိုင်းမဝဲရစားကျင်တိုင်းမစားရဘူးအဲ့တော့နတ်ပြည်မှာဒုက္ခရောက်နေတယ်အမေကိုသွားပြောပေးပါကျမဝိခဲ့တဲ့ဆွဲကြိုးတွေဘီးတွေစိတ်လဲစွတ်တဲ့စိန်စရိုးတွေကိုတရားမင်းနဲ့ထည့်ပေးလိုက်ပါလို့ပြောတယ်ဘိသားကပရိသတ်ကြီးတရားရောင်ဆောင်ပြီးတော့အဲ့ဒါထည့်ပေးလိုက်ပါလို့ပြောတယ်အဲ့ဒါနင့်သမီးလေးမျက်နှာငဲနေတာနင်ကြည့်ရသလားမကြည့်ရပါဘူးတရားမင်းကြီးရဲ့အဲ့ဒါဆိုမြန်သွားယူဆိုတော့အဘွားကြီးကဘယင်းသားရဲ့အိမ်ပြေးပြီးတော့မလုပ်တယ်ဟာတခါတည်းသမီးလေးဝတ်ခဲ့တဲ့စိန်တွေဆွေတွေငွေတွေအထုပ်ထုတ်ပြီးတော့တစ်တာတော့မပိတ်အောင်ခမန်းကနာတခါတည်းသုံးနဲ့သုံးတန်ပြန်ပြေးလာတဲ့အခါသူကသုံးတန်ကိုလာတဲ့အချိန်မှာသူ့တကာကြီးကအိမ်နဲ့ရှင်မရေခေါ်တော့တယောက်မှမရှိတော့ဟာတစ်တာကြီးလည်းပွင့်နေတယ်ဟာဒီတွေကရွှေလုံးလည်းမရှိတော့ဘူးအဲ့ဒါနဲ့အိမ်သားကလူတွေမေးတယ်ဟဲ့ဒုမိမပဲသွားတယ်မသိဘူးသုံးတန်ပဲတော့ပြေးသွားတာတွေ့တာပဲအဲ့ဒါဆိုမဖြစ်ဘူးလိုက်မှာပဲဆိုဘိုးကြီးကပြေးတိုင်းဗာနဲ့လိုက်တယ်မြန်မိအောင်ဆိုမြင်းနဲ့လိုက်တာဗာနဲ့လိုက်တာမြင်းနဲ့လိုက်တော့အဖိုးကြီးသုတ်တံဝရောက်တုံးရှိသေးတယ်ဟိုမှာမိမကြီးကသူအထုပ်ကိုပေးနေပြီဟိုဘိန်းသားကိုအဲ့ဒါတရားမင်းကြီးရဲ့သမီးလေးကိုသေချာပြောလိုက်ပါငါသမီးနတ်ပြည်မှာဒီပြင်နတ်သမီးရဲ့တာဝိဟောဒီမှာဆွဲကြောဟောဒီမှာလက်ကဟောဒီမှာစိန်စရိုးအကုန်လုံးတခါတည်းအထုတ်လိုက်ပရိသတ်ကြီးပြားပြီးတော့အပ်လိုက်တဲ့အခါကျတော့အဲ့ဒီနားကိုအဖိုးကြီးကရောက်လာတော့ဟဲ့အဲ့ဒါဘာလို့လာလဲဒီလိုပဲပေါ့သမီးကနတ်ပြည်မှာဒုက္ခရောက်နေလို့
တရားမင်းကိုလွှဲလို့တရားမင်းလာတာအဲ့ဒါဘယ်ရတရားမင်းရမှလဲအဲ့ဒီကောင်ဘိန်းစားဘိုးကြီးကဟိုလက်ထက်ရောက်တယ်တင်းပါလဲဆိုတော့တခါတည်းအဖိုးကြီးကလိုက်ရောမရိတ်တာအဖိုးကြီးကလိုက်တော့သုတ်တန်တဲ့ဆိုတော့ဂူတွေပတ်ပြီးတော့ပြေးတာပေါ့ပြေးတာပြေးရင်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 အဖိုးကြီးကမြင်းနဲ့လိုက်တာမြင်းနဲ့ဆိုတော့ဘယ်လိုမှအဆင်ပြေဘူးဖြစ်နေတယ်ဒီဂူချားထဲမှာဆိုတော့ခေါ်ကောင်ကပြေးတာကမြန်တာကိုထုတ်ပိုက်ပြီးတော့အဲ့ဒါနဲ့အဖိုးကြီးကမြင်းလေးတခါတည်းတနေရာမှာခြိထားခဲ့ပြီးတော့ကောင်းချောင်းဆင်းလိုက်တာကောင်းချောင်းဆင်းလိုက်တော့ဟိုကောင်ကသိတယ်ဘိန်းသားကအဖိုးကြီးတော့မြင်းထားခဲ့ပြီဒီမြင်းပေါ်ငါရောက်အောင်သွားပြီးတော့ဒီမြင်းနဲ့ငါပြေးရင်လွတ်တယ်ဆိုပြီးတော့ဘိန်းသားကဘိန်းသားရဲ့အဲ့ဒါကူချားတဲ့ကပတ်ပြီးတော့မြင်းရှိကိုမရောက်အောင်သွားတာမရောက်အောင်သွားပြီးတော့အဲ့ဒါတခါတည်းမြင်းပေါ်ခုံတက်ပြီးတော့ပြေးတော့အဖိုးကြီးကခလန်းလန်းကနေပြီးတော့ကြည့်တယ်ဒါလောက်မြန်မြန်ဆန်ဆန်နဲ့ပြေးနိုင်တာဟာဧကန္နတော့ဘိန်းသားမဖြစ်လာဘူးတရားမင်းမဖြစ်လိမ့်မယ်သူကသူအယူကတမျိုးဖြစ်သွားတာပဲရေးတယ်တရားမင်းမဖြစ်လိမ့်မယ်အဲ့တော့အားကြမှာခံငါတော့မှားလိုက်အောင်မယ်တရားမင်းကြီးရဲ့သမီးလေးတွေ့ပြောလိုက်စမ်းပါနင်းအဖေကမြင်းလေးတကောင်လက်ဆောင်ပေးလိုက်ပါတယ်လို့တဲ့အဲ့ဒါရှိတာတွေလဲကုံမောပရိသတ်ရဲ့အဲ့ဒါသတ္တတဒိဋ္ဌိကဒီအယူဝါဒဟာအဲ့ဒါရှိတာကုန်တတ်တယ်အဲ့ဒါသတ္တတဒိဋ္ဌိအယူဝါဒအဲ့ဒါပါသွားတာပရိသတ်ရဲ့မင်းဖေကသမီးရှိအောင်မြင်းလေးတကောင်ပေးလိုက်ပါတယ်ဆိုတာအဲ့ဒါဒိဋ္ဌိကဗာဒိဋ္ဌိလဲသတ္တတဒိဋ္ဌိဗာဒိဋ္ဌိလဲပရိသတ်အဲ့တော့ဘုန်းကြီးတို့ပရိစ္ဆသမုပ္ပါဒေသနာတော်မှာကာမဘဝပစ္စယဇာတိကာမဘဝပစ္စယဇာတိပြောကြည့်ပါပါတယ်လေကာမဘဝပစ္စယကာမဘဝဟူသောအကြောင်းကြောင့်ဇာတိလူဘဝနတ်ဘဝဗြဟ္မာဘဝအပေဘဝဆိုတဲ့ဇာတိသည်ဥပ္ပစ္စတိကောင်းစွာမသွေးဖြစ်ပေါ်၍လာပါပြီတကားသူ့အကြောင်းနဲ့သူ့အကျိုးဆွဲပြီးတော့ဖြစ်ပေါ်လာတာပါလို့တိမပိသတ္တေတတ္တတဒိဋ္ဌိကနေလွတ်တယ်ဘယ်ဒိဋ္ဌိကနေလွတ်တယ်သတ္တတဒိဋ္ဌိကနေလွတ်တယ်တဲ့ကာမဘဝပစ္စယကံကြောင့်ဘဝတွေဖြစ်တာပါတတ္တတဒိဋ္ဌိကလွတ်တဲ့ဥစ္စေရဒိဋ္ဌိနောက်တစ်ခုကဥစ္စေရဒိဋ္ဌိဆိုတာပြမှားတဲ့အယူဗါတဲ့အယူအိုးလူတွေသေသွားရင်မြေကြီးတဲကိုရောက်သွားဆွေးမြေ့သွားအားလုံးပြတ်သွားကုသိုလ်အကုသိုလ်ဆိုတာမရှိဘူးနောက်ဘဝဆိုတာမရှိဘူးသေရင်အားလုံးပြတ်သွားတယ်ဒါကြောင့်လူဘဝရောက်တုံးပြောပြောနေပြောပြောစားစိတ်ထဲမှာလှုပ်ချင်တာမှတည်းအကုန်လုံးကောင်းတာလည်းမဆန်ရဘူးမကောင်းတာလည်းမခံရဘူးသေသွားရင်အားလုံးပြီးသွားပြီအားလုံးပြတ်သွားပြီလို့အဲ့ဒီလိုယူတဲ့အယူဝါဒမျိုးကိုဥစ္စေရဒိဋ္ဌိခေါ်တယ်ဗာဒိဋ္ဌိခေါ်တယ်အဲ့ဒီဒိဋ္ဌိနှမျိုးထဲမှာအခုပကဗြဟ္မာကြီးရဲ့အယူဝါဒကသတ္တတဒိဋ္ဌိဒါကြောင့်မြတ်စွာဘုရားရှင်ကိုရောမြတ်ကပကဗြဟ္မာကြီးဟာအဝိဇ္ဇာမောဟထူလိုက်တာဒီလိုပြောတော့သူကလက်မခံဖြစ်ဒီတော့ဘုရားကိုသူကဘာပြန်ပြောလို့ဆိုလို့ရှိရင်မြဲတယ်လို့ယူဆတယ်မှန်တယ်လို့ယူဆတယ်ရှင်ဘုရားဘာတွေပြောနေတာလဲရှင်ဘုရားကြည့်လေတပည့်တော်ခန္ဓာကိုယ်ကြီးဟာဒီတိုင်းပဲဘုရားမြဲနေတာပဲလေတပည့်တော်အိုတာလည်းမရှိဘူးဘုရားနာတာလည်းမရှိဘူးဘုရားသေလည်းမသေဘူးဒီခန္ဓာကိုယ်ကြီးကမနေ့ရကြည့်လေဒီခန္ဓာကိုယ်ဒီနေ့ကြည့်လေဒီခန္ဓာကိုယ်ပဲကိုရောဘယ်ဘဝမှမပြောင်းဘူးအဲ့ဒီလိုပြောတော့ဘုရားရှင်ကိုရောမြတ်ကပကဗြဟ္မာကြီးမင်းကဘယ်ဘဝမှာလာခဲ့တာမဟုတ်ဘူးနောက်ထပ်လည်းဘယ်ဘဝမှဖြစ်เสียမရှိဘူးလို့မင်းပြောနေတယ်ဓမ္မမင်းကငါပြောမယ်တဲ့မင်းဘယ်ဘဝကလာတယ်ဆိုတာမင်းရဲ့ရှေ့ဖြစ်ရတွေကိုငါအလုံးသိတယ်ဆိုတော့ဗကဗြဟ္မာကြီးရဲ့စိတ်ထဲနည်းနည်းလေးတွေ့ဝေသွားတယ်ဘုရားရဲ့ဟာငါဘယ်ဘဝကလာတယ်ဆိုတာဘုရားသိတယ်လို့ပြောနေတယ်အဲ့တော့ဘာတွေပြောမလဲငါနားထောင်ရင်လိုက်တာသူစိတ်ထဲမှာသူကဗကဗြဟ္မာကြီးကသူကဒီဘဝမှာဘယ်မှမပြောင်းတော့ဒီမှာတစ်သက်လုံးနေပါဒီနေရာပဲသူကဒီကနေဘယ်မှမရွှေ့တော့ဘူးဒီဘဝမြဲတယ်ခိုင်ငတ်တယ်ဘုရားကမဟုတ်ဘူးဘဝတွေရှိတယ်ကာမပစ္စယဘဝကံကြောင့်ဘဝတွေဖြစ်ရတယ်ဘုရားကဘဝတွေပြောင်းရမယ်ရွှေ့ရမယ်ပြောင်းလာတယ်ရွှေ့လာတယ်ဒါကိုဗကကလက်မခံဘူးဘုရင်ဆိုင်
အဲ့တော့မှဘုရားရှင်ကိုရောမြတ်ကကဲမင်းဘယ်ဘဝကလာတယ်ဆိုတာသိကိုသိရင်နေနားထောင်တဲ့ငါဘုရားပြောမယ်တဲ့အေးဒါမြတ်စွာဘုရားရှင်ကိုရောမြတ်သည်ပကဗြဟ္မာကြီးရဲ့ဘဝဖြစ်ရှင်ကိုဘုရားရှင်ကိုရောမြတ်အဲ့ဒီမှာပြောတယ်မင်းဘဝကလာတယ်ဆိုတာမင်းသိအောင်မင်းကတဘဝနှစ်ဘဝပြောပြမယ်ဒီမှာမင်းအခုရောက်နေတာပထမဇန်ဘုံဘယ်ဘုံနဲ့လဲပထမဇန်ဘုံမရောက်ခင်တော့ကမင်းကဒုတိယဇန်ဘုံမှာနေခဲ့ဘူးတဲ့ဒုတိယဇန်ဘုံမရောက်ခင်တော့ကတတိယဇန်ဘုံမှာနေခဲ့ဘူးတဲ့တတိယဇန်ဘုံမရောက်ခင်တော့ကစတုထဇန်ဘုံမှာနေခဲ့ဘူးတဲ့ဘုရားကစတုထကနေတတိယကနေဒုတိယဆင်းလာတာဒုတိယနေကိုအောက်ဆုံးဖြစ်တဲ့ပထမဇန်ဘုံကိုသူရောက်နေတာအဲ့တော့ကွာတဲ့မင်းကငါပြောမယ်တဲ့မင်းအဲ့ဒီဘုံကိုစရုဒ္ဓဇံဘုံကိုမင်းဘယ်လိုလုံးပြီးတော့ရောက်ခဲ့တော့ဆိုလို့ရှိရင်တဲ့ခင်းငါမြစ်ကမ်းနားမှာမင်းဟာဇံရတဲ့ယသိတစ်ပါးဖြစ်ဘူးတဲ့ပကဗြဟ္မာကြီးကပကဆိုတဲ့ဘဝကိုမရောက်ခင်တော့ကယသိဘဝကလာတာဘယ်ဘဝကလာတာလဲယသိတော်မှာရိုးရိုးရေးယသိမဟုတ်ဘူးဘုန်းကြီးတို့ပြည့်တဲ့ဇံရတဲ့တကိုးရတဲ့ယသိဇံအပိညာဉ်တကိုးတွေရတဲ့ယသိဘယ်မှာနေတော့ဆိုခင်းငံမြေကမ်းနားမှာနေတယ်ဘယ်မှာနေလဲခင်းငံမြေကမ်းနားမှာနေပြီးတော့ကြောင်းလေးဆောင်းပြီးတော့သူနေတာအဲ့ဒီမှာတနေ့တော့ဘေးတိုင်းကုံတဲ့900တဲ့ကုံတဲ့တွေလက်တက်ကြီးတွေချီးပြီးတော့အဲ့ဒါကုံကူးသန်းသွားကြတာသဲကန္တာရကြီးတဲ့ကိုရောက်သွားပြီးတော့မျက်စိနဲ့လမ်းမသဲကန္တာရကြီးတဲ့ရောက်ပြီးတော့ဘာဖြစ်လဲအစာရေသာတွေပြတ်လို့ဒုက္ခတွေရောက်နေတာသေတော့မယ်နတ်ပြန်လောက်ဆိုသေတော့မယ်ရေလည်းမရတော့ဘူးအဲ့ဒါကိုကောင်းငင်ခကြီးဇံဟုံစီးပြီးတော့သွားတယ်ပကဗြဟ္မာကြီးအလောင်းယသိကသွားတွေ့တာသွားတွေ့တော့အဲ့ဒီမှာသူဘာစိတ်ဖြစ်တယ်လဲကရုဏာစိတ်ဖြစ်တယ်ဘာစိတ်ဖြစ်တယ်လဲတရားမှတ်တာတော့မေတ္တာကရုဏာမုဒိတာဥပေက္ခအဲ့ဒီတရား၄ပါးကိုဗြဟ္မဝိဟာရတရားလို့ခေါ်တယ်ဘာလို့ခေါ်လဲဗြဟ္မဝိဟာရတရား၄ပါးတည်းမှာအဲ့ဒီမှာကရုဏာစိတ်ဖြစ်တာဩငါမကယ်ရင်တော့ဒီကုံတဲ့900နဲ့နွားတွေသေတော့မယ်တတ္တဝါတွေဒုက္ခရောက်နေတာငါကယ်မပဲလို့ဆိုပြီးတော့ဘုရားတိုင်ကရုဏာစိတ်ဖြစ်တော့ဘယ်လိုလှုပ်လိုက်လဲတကိုးနဲ့ခင်းငံမြစ်ထဲကရေတွေကိုဘုရားတိုင်တကိုးနဲ့ရေစီးကြောင်းကြီးမြစ်ကြီး9ဆွဲဖန်ဆင်းပြီးတော့ခင်းငံမြစ်ထဲကရေတွေကိုအဲ့ဒီသဲကနာရတဲ့ရောက်အောင်ဘဂဗြဟ္မာကြီးအလောင်းရသေးကပြည့်တဲ့တကိုးနဲ့ရေတွေရောက်အောင်လုပ်ပေးလိုက်တာအဲ့ဒီရေတွေနွားတွေလူတွေတောက်ကြတော့အဲ့ဒီမှာအသက်ရှင်ကြတယ်အဲ့ဒါဇီဝိတဒါနဘာဒါနလဲအဲ့ဒါတဘောဝကွာတဲ့နောက်တစ်ခုငါပြောအောင်မယ်တဲ့မင်းနေတဲ့ခင်းငံမြေကန္နာကရွာတရွာကိုတဲ့ဘုရားကဓမြတွေဝင်တိုက်တယ်တဲ့ဓမြတွေဝင်ရှိပြီးတော့ခလေးလူကြီးယောက်ျားမိန်းမအကုန်လုံးတိရစ္ဆာန်တွေပါဖမ်းပြီးတော့ရွာပြင်ခေါ်ထုတ်လို့သတ်မယ်ရွာသားတွေအကုန်လုံးသတ်မှာဓမြတွေကခလေးကောလူကြီးကောအကုန်လက်ပြန်ကြိုးတွေနဲ့ထုတ်ပြီးတော့အဲ့ဒါရွာပြင်ကိုခေါ်ထုတ်လာအဲ့ဒါကိုဘသူကသွားတွေ့တော့လို့ဆိုတော့အဲ့ဒီယသိကသွားတွေ့တာသွားတွေ့တော့ဘာမှအပြစ်မရှိတဲ့လူတွေကိုဒီဓမြတွေဟာပစ္စည်းယူယုံနေမှကလူပါသတ်ပါလားတတ္တဝါတွေဒုက္ခရောက်နေပြီငါကယ်မပဲလို့ဆိုပြီးတော့မင်းလေတဲ့ဇံအပိန်ကြီးဝင်စားပြီးတော့မင်းဘာလို့လိုက်တော့ဆိုမင်းတကိုးနဲ့ရှင်မရင်ကြီးနဲ့စစ်တပ်ကြီးခြီလာတဲ့ပုံကိုမင်းအဲ့ဒါတကိုးနဲ့လှုပ်လိုက်တယ်ညာသံပေးပြီးတော့အောင်စီအောင်မောင်းနေတီးပြီးတော့ထွက်လာတော့ဟိုဓမြတွေကကြောက်ပြီးတော့ပြေးတာအဲ့ဒီတော့ကလည်းမင်းဇီဝိတဒါနသူများအသက်ကိုအဲ့ဒါမေတ္တာစိတ်နဲ့ကယ်ခဲ့ဘူးတဲ့နောက်တဘဝဘုရားကထဟောတယ်နောက်တစ်ခုကတော့ကွာတဲ့မင်္ဂလာဆောင်ပြည့်မဲ့အရေးမှာမင်းဝင်ကယ်ခဲ့ဘူးတဲ့ဒါဆိုဘုရားသူစိတ်ဝင်စားလာတယ်မင်္ဂလာဆောင်ပြည့်မဲ့အရေးမှာဝင်ကယ်ခဲ့ဘူးတဲ့ဆိုတော့ဘယ်လိုကယ်ခဲ့ဘူးလဲမသိဘူးအဲ့ဒီခင်းငံမြေကမ်းနားမှာမင်းနေတော့ခင်းငံမြေအထက်ပိုင်းကသူတို့သားနဲ့ခင်းငံမြေအောက်ပိုင်းကသူတို့သမီးလက်ထပွဲဘာပွဲလဲဘေးသားလက်ထပွဲဆိုတော့သူတို့သားက
တို့သမီးအိမ်ကိုလာတဲ့မင်္ဂလာအခမ်းအနားအဲ့ဒီခင်းငံမြင့်ကန်းတိုင်းပရိသတ်လှေတွေဖောင်းနေဒီနေ့ခေတ်ဆိုတော့ဆက်လှေတွေဘာတွေနဲ့ပေါ့ဗျာဟိုတော့ကတော့ဖောင်းနေဖွဲ့ပြီးတော့အဲ့ဒါတခါနဲ့ရွာလုံးကျွတ်လေအစီ၄၅60နဲ့အိုးစီဘုံမောင်းနေနဲ့ဟာဆူညံပြီးတော့တို့သားကိုတို့သမီးအိမ်သွားပို့တာအဲ့ဒီခင်းငံမြင့်ကန်းတိုင်းဆုံဆင်းလာအဲ့ဒီခင်းငံမြင့်အောက်မှာအိမ်နေတဲ့နဂါနဂါကအဲ့ဒါတခါတဲ့မြေပေါ်မှာဆူညံအတန်လေးကြားတဲ့အခါကျတော့လက်နိုးလာပြီးတော့ငါအိမ်နေတာအနောက်ရှက်ပေးရမလားဆိုပြီးတော့နဂါကပရိသတ်အဲ့ဒါဒေါသဖြစ်တာဒေါသဖြစ်ပြီးတော့ရေအောက်ကနေပြီးတော့ရေပြင်းမို့ကိုပပြင်းထောင်ပြီးတော့ဘာလို့လဲလှေတွေအကုန်မှောက်ပါလှေတွေမှောက်ပြီးတော့ဒီလူတွေသတ်မှာအဲ့ဒီလိုနဂါပပြင်းထောင်ပြီးတော့အဲ့ဒါတခါတဲ့လှေမောက်မဲ့လို့တော့ဟိုဘုန်းကြီးတို့အဲ့ဒီဗကဗြဟ္မာကြီးအလောင်းဖြစ်တဲ့ရသေးကလည်းဆူညံနဲ့ဘာသာနေပါလိတ်ဆိုပြီးတော့ကျောင်းမြင့်ကိုထွက်ကြည့်တာဟိုမှာတို့သားလာဖို့နောက်ကနဂါတခါတဲ့ပပြင်းထောင်ပြီးတော့လိုက်လာတာတွေ့တော့လူတွေတော့သေတော့ပဲမင်္ဂလာဆောင်လဲပြက်လိမ့်မယ်တို့သားသေရင်မင်္ဂလာကဆောင်မဲ့လို့မရှိတော့အဲ့တော့မဖြစ်စီဘူးဒီကိစ္စလည်းငါဝင်ကယ်မပဲလို့ဆိုပြီးတော့အဲ့ဒါဗကဗြဟ္မာကြီးအလောင်းဖြစ်တဲ့အဲ့ဒီရေသေးကဇံဝင်စားပြီးတော့သူကိုယ်သူဘလို့ဖန်ဆင်းလိုက်တော့ဆိုရင်ဂလုံပုံသဏ္ဍာန်ဖန်ဆင်းလိုက်တယ်။ဘာပုံသဏ္ဍာန်လဲ။အဲ့ဒါဂလုံမင်းကြီးပုံသဏ္ဍာန်ဖန်ဆင်းပြီးတော့အဲ့ဒါငကားပြလဲပြကောမရေးသားရေးငကားကဂလုံမြင်တော့ကြောက်တယ်ပေါ့အဲ့ဒါချက်ချင်းရေအောက်ကိုပြန်ငုတ်သွားတာတဲ့။အဲ့တော့မင်းဟာလူတွေရဲ့အသက်တွေကိုမေတ္တာစိတ်ကရုဏာစိတ်တွေနဲ့ကယ်ခဲ့ဘူးတယ်လို့မြတ်စွာဘုရားကသူ့ကိုပြောလိုက်တော့မှအဲ့ဒါဗကဗြဟ္မာကြီးစိတ်ထဲဘယ်လိုဖြစ်တယ်နည်းနည်းလေးကျေနပ်တယ်လို့ဖြစ်သွားတယ်သူစိတ်ထဲမှာဒါပေမဲ့လို့ဘုရားသားကြီးကျေတော့ကျေနပ်တယ်ဒါပေမဲ့သူကဝန်မခံဘူးဘဝပြောင်းလာတဲ့နောင်ဘဝတွေသွားရအောင်မယ်ဆိုတာသူသိတယ်ဒါပေမဲ့ဝန်မခံဘူးဟုတ်တယ်လို့အမဗန္တိဟုတ်ပါတယ်ဘုရားလို့သူဝန်မခံခြင်းသေးပဲနဲ့သူကမြတ်စွာဘုရားကိုဘာထပြောတော့ဆိုတော့ကိုရောတဲ့အဲ့ဒါဆိုရင်ရှင်ဘုရားနဲ့နေပြီးတော့နဲ့တကိုးချင်းပြန်ရအောင်တဲ့ဘာပြန်ရအောင်လဲတကိုးချင်းပြန်ရအောင်တဲ့ကိုတော့အဲ့တော့တပည့်တော်ပြောမယ်တပည့်တော်ကိုရောင်ဖြောက်မယ်ကိုတော့တပည့်တော်ကိုတွေ့အောင်လိုက်ရှာဆိုတော့အဲ့ဒါနဲ့မြတ်စွာဘုရားကကဲအဲ့ဒါဆိုလို့ရှိရင်လည်းပဲမင်းသဘောပါပဲကွာကဲဖြောက်ဘုရားကရှက်ရမ်းပြီးတော့ဘုရားသားအဲ့ဒါဗကဗြဟ္မာကြီးမြတ်စွာဘုရားကိုဝန်မခံပဲနဲ့အဲ့ဒါကိုရောင်ဖြောက်မယ်ဆိုပြီးတော့အဲ့ဒါဖြောက်လိုက်တဲ့အခါကျတော့သူဘယ်လိုလုပ်တယ်လဲဗကဗြဟ္မာကြီးကိုရောင်ဖြောက်တဲ့အခါမှာမြတ်စွာဘုရားကဒိဋ္ဌံလိုက်တယ်ဗကဗြဟ္မာကြီးကိုရောင်မပြောက်ပါစေနဲ့ဘုရားဒိဋ္ဌံလိုက်တော့သူ့ကိုရောင်သူဝင်ပြောက်တော့ဟဲ့ပျောက်စေဆိုမပြောက်ဘူးမပြောက်တော့သူဘယ်ပြေးသွားလဲဗိမာန်နဲ့ပြေးသွားတယ်ဘယ်ထဲပြေးသွားလဲတကားကြသွားပုံနေအဲ့ဒါပုံလဲသူ့ကိုယ်သူပြန်ကြည့်တော့မပြောက်ဘူးမပြောက်တော့ဘာပဲလဲကျန်တဲ့မောင်တော်ကြီးပုံနေလည်းပြောက်မပြောက်ဘူးသူခန္ဓာကိုယ်ကြီးသူကသူလည်းပြန်ကြည့်နေတယ်ဟာခန္ဓာကိုယ်ကြီးမပြောက်ပါလားမပြောက်ပါလားနဲ့အဲ့ဒါနောက်တော့ပါလဲပရိသပင်ကြီးအဝင်ပုံနေဒါလည်းမပြောက်ဘူးအဲ့ဒီလည်းမပြောက်ဘူးငုတ်တုံထိုင်လည်းမပြောက်ဘူးတကားကြဝင်လည်းမပြောက်ဘူးဘာဖြစ်လို့မပြောက်တာလို့ဆိုဘုရားဒိဋ္ဌံနာလို့ဘာဖြစ်လို့မပြောက်တာဘုရားဒိဋ္ဌံနာတော့မပြောက်တော့အကြီးအကျယ်အဲ့ဒီမှာအရှက်ကွဲဒုက္ခရောက်ပြီးနေတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဟဲ့မကကြီးဘယ်လိုလဲမင်းဘယ်လိုဖြောက်မပြောက်ဘူးမို့လားဂိုင်ဒီမှာငါကြည့်ဆိုပြီးတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကအဲ့ဒါကိုရောင်ဖြောက်ပြလိုက်တာကိုရောင်ဖြောက်ပြလိုက်တော့ဘုရားသားကြီးဘုရားကို तू မတွေ့ရတော့တွေ့ရလားအဲ့ဒါဘုန်းကြီးတို့မြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့ဂုဏ်တော်၉ပါးတည်းမှာဟိုဘဂဝါဆိုတဲ့ဂုဏ်တော်ထဲမှာလေအနိမဘုံတော်တဲ့အနုမြုတပွဲပျောက်ကွယ်သိမ့်မိမမြင်တွေ့အောင်ရုပ်ဆောင်ဖန်ဆင်းနိုင်သောအနိမဘုံတော်ဆိုတော့တခါတည်းအဲ့ဒါဘုန်းကြီးတို့ပြေးတိုင်းဗကဗြဟ္မာကြီးမြတ်တောင်မခတ်ပဲနဲ့ဂျင်းနေရင်ကနေပြီးတော့အဲ့ဒါမြတ်စွာဘုရားပျောက်သွားတာဘယ်ရောက်သွားမှမသိဟိုဗြဟ္မာတွေလည်းဝိုင်းကြည့်နေတာသူတန်ခါချင်းဗြဟ္မာတွေလည်းမတွေ့တော့ဖြတ်ဆိုပျောက်သွားတာပျောက်သွားတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကငါဒီနားမှာရှိတယ်ဘယ်ကိုမှမသွားဘူးလို့သိရအောင်လို့ဆိုပြီးတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကအတန်ပေးတာဘုရားကဘာလုပ်တာလဲဘဝေဝဟံဘယံဒိဋ္ဌဝဘဝေသဝိဘဝေသိနံဘဝနာဘိဝရိကိဉ္စီနန္ဒိသနာဥပါတိယေအဟံသင်တို့ထတ်တူနတ်လူများမှာတတ္တဝါတို့၏ဆရာစင်စစ်ဖြစ်တော်မူသောငါဘုရားရှင်ကိုရောမြတ်သည်ဘ
ဘဝဖြစ်လျင်ပြင်းပြင်းမလွဲတမ်းထွားတန်တရာနှောင်တွင်ထောင်အိမ်ခြင်း၌ဘယံဩနာတေဒုက္ခဘေးမှစရည်ရန်ဆွဲအန္တရာယ်ဟုဘေးအစုကိုဒိဋ္ဌဝဧဝကောင်းစွာပိုင်နှင်းသိမြင်တော်မူခြင်းကြောင့်သာလျင်ဘဝေဇာကာမရူပအရူပကိုလောကသုံးပုံအလုံးစုံကို၎င်းဝိဘဝေတိနံဘဝကေယရှာကြမှာလဲသုံးဖြာဘဝကျင်လျရသည်များစွာသောင်းသောင်းတတ္တဝါဘောကို၎င်းဒိဋ္ဌဝါဆုံးစကုံစဉ်သိမြင်တော်မူရသည်ဖြစ်၍ဂိဉ္စီဘဝလူဘုံနတ်ဘုံမြမဘုံဟုသုံးဘုံဌာနတစုံတခုသောဘဝကိုမြနာဘိဝရေစုံစုံမဲ့မဲ့နှစ်သက်ခင်မဲ့လိုခြင်းတောင်းတတော်မမူနန္ဒိသလူဘုံနတ်ဘုံမြမဘုံဝဲစုံစုံမဲ့မဲ့နှစ်သက်တွေ့တာဘဝတဏကိုလိနာဥပါတိယေဆွဲလန်းလို့ကင်းအမြင့်ရင်ကအလင်းပြစေဖြာတောက်တော်မူခဲ့ပါပေသတည်းဘုရား၆ပါးသခင်ဘုရားရှင်ကိုရောမြတ်ကြီးကဗကဗြဟ္မာကြီးစိတ်ထဲမှာမြတ်စွာဘုရားတခြားသွားပုံနေတယ်လို့ထင်ပါဆိုလို့အနာကနေပြီးတော့ပြေးတိုက်အတန်လေးပေးပြီးတော့ဗကဗြဟ္မာကြီးဓမ္မဘဝဆိုတာဟာကွာတဲ့သေးသေးလေးပဲဖြစ်ဖြစ်ကြီးကြီးကြီးပဲဖြစ်ဖြစ်မင်းစုံမဲ့တွေ့တာနေတဲ့ဘဝတွေဟာဘယ်ဘဝမှကောင်းတာမရှိဘူးဘာဖြစ်လို့လဲဆိုရင်မစင်ဟာနည်းနည်းလေးပဲဖြစ်ဖြစ်အပုံကြီးကြီးပဲဖြစ်ဖြစ်မစင်မှန်သမျှဟာအနံ့ထွက်တယ်ညွန်စရာကောင်းတယ်ဘဝဆိုတာလည်းပဲဘယ်ဘဝမျိုးပဲဖြစ်ဖြစ်အိုနာသေးသေးနဲ့ရောပြီးတော့နေလို့ဆက်ဆုပ်စရာကြီးညွန်စရာကြီးမစင်မှန်ရင်ဆက်ဆုပ်စရာညွန်စရာဖြစ်တယ်လို့ဘဝဆိုတာလည်းပဲဆက်ဆုပ်စရာညွန်စရာဖြစ်တယ်လို့ဘဝရဲ့ဒုက္ခသစ္စာပြစ်ချက်တွေကိုဘုရားရှင်ကိုရောမြတ်ကကိုရောင်ဖြောင်းနေတဲ့ကြားကနေပြီးတော့ဗကဗြဟ္မာကြီးကိုဟောနေတယ်အဲ့ဒီဘဝကိုခင်မင်တွေ့တာနှစ်သက်နေတဲ့ဆိုတာကသမုဒယသစ္စာတဏှာတို့တို့ပြောပိယတရဲ့တဏှာဘဝကိုခင်မင်နေတာတွေ့တာနေတာနှစ်သက်နေတာတဏှာခေါ်တယ်။ဘာခေါ်လဲ။အဲ့ဒီတဏှာကိုသစ္စာနဲ့ပြောရင်သမုဒယသစ္စာဘာသစ္စာတဲ့လဲအေးဒီဘဝရဲ့ဩနာတရေဒုက္ခဘေးတွေခန္ဓာပြုပြင်ရတဲ့ဘေးတွေအပြစ်တွေကိုမမြင်ရအောင်နဲ့ထုံးကွယ်နေတာကအဝိဇ္ဇာဒီဘဝကြီးဒီခန္ဓာကြီးကိုအပြစ်လို့မမြင်အောင်ဖုံးကွယ်နေတာအဝိဇ္ဇာဖုံးကွယ်နေတာဗါတဲ့လေဒီဘဝကိုခင်တွယ်နေတာတဏှာဒီဘဝကိုခင်တွယ်နေတာပါအေတဏှာနဲ့အဝိဇ္ဇာဒီတရားနှစ်ပါးကြောင့်ဟောဒီဘဝတွေကိုထပ်တလဲလဲရနေရတယ်တဲ့နှစ်သက်တွေ့တာနေကြတာဘဝဆိုတာဘာလို့ဆိုရင်ပိသတ္တေဒုက္ခတွေဆူဝေးနေတဲ့ဒုက္ခအစုအဝေးကြီးပါဒီခန္ဓာကိုယ်ကြီးရထားတာဘုရားရှင်ကိုရောမြတ်ကပင်စွန်းပါရတဲ့ခန္ဓာပြီးဒုက္ခဘဝဆိုတာပရိစ္ဆသမုပ္ပါအနေနဲ့ပြောရရင်ဘဝပစ္စယဇာတိဘဝပစ္စယပါတယ်လေဇာတိဆိုတာပရိသန္တိနေရတာဇာတိဆိုတာပါတယ်လေအေးဇာတိပရိသန္တိနေရလို့ဇာတိရလာပြီဆိုရင်ဘဝဇာတိသူရှိလာလျင်ဩနာသေးရေငိုကြွေးဖို့ပြင်ကိုယ်စိတ်ရှေးရဲ့ထန်တဲ့ပူပြင်ဒုက္ခတုံမဆုံးဆက်အသွင်ဆိုကြည့်ပါဘဝဇာတိသူရှိလာလျင်ဩနာသေးရေငိုကြွေးဖို့ပြင်ကိုယ်စိတ်ဆင်းရဲထန်တဲ့ပူပြင်ဒုက္ခတုံမဆုံးဆက်အသွင်ဘဝဇာတိသူရှိလာလျင်ဩနာသေးရေငိုကြွေးဖို့ပြင်ကိုယ်စိတ်ဆင်းရဲထန်တဲ့ပူပင်ဒုက္ခတုံမဆုံးဆက်အသွင်
အမိဝမ်းထဲမှာပရိသန်နေဇာတိရှိလာရင်ဇရာအိုရမယ်ဗျာဒိနာရမယ်သောကဆိုရင်ပူဆွေးရမယ်ပရိဒေဝငိုကြွေးရမယ်ဒုက္ခကိုယ်စိတ်နှစ်ပါးဆင်းရဲမယ်ဒေါမနတဒုက္ခကိုယ်ဆင်းရဲမယ်ဒေါမနတစိတ်ဆင်းရဲမယ်မရဏသေရမယ်ဒုက္ခတုံးမဆုံးဆက်အသွင်တဲ့ပရိစ္ဆသမုပ္ပါဆက်ရဟန်နဲ့ကြည်လိုက်တော့အကုန်လုံးဒုက္ခတွေတစင်တသန်းကြီးလာတာအဝိဇ္ဇာကဒီအပြစ်တွေကိုမသိအောင်ဖုံးကွယ်ထားတာတဲ့ဒါကြောင့်ဘဝကိုကောင်းတယ်လို့ထင်ပြီးတော့ခင်မင်တွေ့တာနေကြတာပါကွယ်အဲ့ဒါကိုဘုရားရှင်ကိုရောမြတ်ကကိုရောင်ဖြောင်းနေတဲ့ကြားကနေခေါ်နေတာဘဝဆိုတာဘာတစ်ခုမှမကောင်းဘူးပကလို့ဘဝရဲ့အပြစ်တွေကိုပြပြီးတော့ဒုက္ခသစ္စာကိုဟောနေတာဘာသစ္စာဟောနေတာအေးဘဝရဲ့ဒုက္ခသစ္စာတွေဘုရားရှင်ကိုရောမြတ်ကဟောအဲ့ဒီလိုဒုက္ခသစ္စာဖြစ်တဲ့ဘဝကြီးကိုခင်မင်တွေ့တာနေတဲ့တဏှာလောဘကသမုဒယသစ္စာတဏှာလောဘကပါတယ်လေအဲ့ဒီသမုဒယသစ္စာတဏှာလောဘကိုပယ်သနိုင်ခဲ့ရင်တဲ့ဘဝတွေမျိုးပြုံးမယ်ဘဝရဲ့အပြစ်ကိုအပြစ်တိုင်းမြင်အောင်ကြည့်ဖို့လို့အမြင်မှန်ရဖို့လို့ဆိုတာကဘုရားရှင်ကိုရောမြတ်ကဒီနေရာမှာဗာပြောတော့ဆိုတမာဒိဋ္ဌိဉာဏ်ကိုရမှဖြစ်မယ်တဲ့တမာဒိဋ္ဌိဉာဏ်ဘာဉာဏ်နဲ့လဲတမာဒိဋ္ဌိဉာဏ်ကိုရမှဖြစ်မယ်တမာဒိဋ္ဌိဉာဏ်ရပြီဆိုရင်ပိဋကရဲ့နောက်ကလာတော့မယ်တမာသင်္ကပ္ပတမာဝါစာတမာကမ္မနာတမာအာဇီဝတမာဝါယမတမာတတိတမာသမာဓိရှေ့ကိုဆက်ပြီးတော့ပွားများရင်အဲ့ဒါကိုမေဃသစ္စာလို့ခေါ်တယ်ဘာလို့ခေါ်လဲမဲခင်ရှင်ပါအလုတ်တရားနဲ့ဝိပဿနာအလုတ်ကိုအားထုတ်လိုက်ရင်ဒုက္ခငြိမ်းရာဖြစ်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုမယ်နိဗ္ဗာန်ကိုမျက်မှောက်ပြုတာនិရောဓသစ္စာဘာသစ္စာလဲလဲအေးဒါကြောင့်မို့လို့ဘဝရဲ့ပြစ်ချက်တွေကိုမြင်တိုင်းဘုန်းကြီးတို့တရားဓမ္မတွေရဲ့တဏ္ဍာမှာသစ္စာ၄ချက်ပေါ်ရမယ်တဲ့ဘဝဆိုတာအိုတယ်နာတယ်သေတယ်လို့ဘဝရဲ့အပြစ်တွေကိုဉာဏ်ထဲမှာမြင်အောင်ရှုဘာနဲ့ရှုရမလဲဝိပဿနာနဲ့ရှုရမယ်ဘာနဲ့ရှုရမလဲအဲ့ဒီလိုဝိပဿနာနဲ့ရှုရင်းနဲ့ဘဝရဲ့အပြစ်တွေကိုမြင်လာရင်ပရိသတ်ရဲ့အဲ့ဒါဒုက္ခသစ္စာကိုမြင်တာဘာကိုမြင်တာလဲအေးဒုက္ခသစ္စာကိုမြင်တဲ့ဒုက္ခသစ္စာကိုပိုင်းခြားပြီးတော့သိတယ်အဲ့ဒီလိုသိလိုက်တာနဲ့ဘဝအပေါ်မှာလိုချင်နေတဲ့တွေ့တာနေတဲ့သာယာနေတဲ့တဏှာလောဘတွေပျောက်သွားမယ်တဲ့အဲ့ဒါသမုဒယသစ္စာကိုပယ်တာဘာသစ္စာကိုပယ်တာသမုဒယသစ္စာကိုပယ်တာကုသိုလ်ကောင်းမှုတွေပြုလုပ်တဲ့အခါတိုင်းမှာဒီဘဝတွေကိုဆက်ဆုပ်ယွံမုန်းပြီးတော့ဘဝလွတ်ရနိဗ္ဗာန်ကိုရည်မှန်းပြီးတော့လုပ်ရမယ်ဘဝရလာရင်ဒုက္ခဒေါမနတလို့ခေါ်တဲ့ဆင်းရဲတွေငိုကြွေးတာတွေတသိတတန်းကြီးလိုက်နေတာပါလားလို့မြင်လိုက်တော့ဘဝကိုမလိုချင်တော့ဘူးတဲ့မခင်တွဲတော့ဘူးတဲ့အဲ့ဒီလိုဘဝကိုမခင်တွဲတော့ဘူးမလိုချင်တော့ဘူးဆိုရင်ပရိသတ်ရဲ့သမုဒယသစ္စာတဏှာကိုပယ်တတ်တာလို့ခေါ်တယ်။ဘာဖြစ်လို့အဲ့ဒီသမုဒယသစ္စာတဏှာသေသွားရတာလဲဆိုလို့ရှိရင်ဘဝရဲ့အပြစ်ကိုအပြစ်လို့မြင်အောင်ကြည့်နိုင်လို့ပဲတဲ့။အဲ့ဒီလိုမြင်အောင်ကြည့်နိုင်တဲ့ဉာဏ်ကိုသမာဓိဋ္ဌိဉာဏ်ဘာဉာဏ်နဲ့လဲအဲ့ဒီသမာဓိဋ္ဌိဥဆောင်တဲ့မဂ်ခင်၈ပါးဒီမဂ္ဂသစ္စာအဲ့ဒီမဂ္ဂသစ္စာကဘယ်ကိုဥတည်နေတော့ဆိုနိဗ္ဗာန်ကိုဥတည်နေတယ်ဘယ်ကိုဥတည်နေလဲနိဗ္ဗာန်ကိုဥတည်နေတယ်အဲ့တော့ဘုရားရှင်ကိုရောမြတ်ကအဲ့ဒီလိုသစ္စာ၄ပါးတရားကိုပရိသတ်တွေအစဉ်တိုင်းဒုက္ခသစ္စာပိုင်းခြားပြီးတော့သိရမယ်သမုဒယသစ္စာပယ်ရမယ်မဂ္ဂသစ္စာပွားရမယ်និရောဓသစ္စာမျက်မှောက်ပြုရမယ်တဲ့သိပယ်ဆိုင်ပွား၄ပါးအချက်တပြိုင်နက်မက်ဝင်ကိစ္စဒီလို့အဲ့ဒါဘုရားရှင်ကိုရောမြတ်ကသစ္စာ၄ပါးအကျင့်ကနေအကျေကိုဟောလိုက်တဲ့အခါမှာမဂ္ဂဖလအမတပါဏံပိဝိတု
ဒေသနာဝသနေဘုရားရှင်ကိုရောမြတ်ဟောကြားတော်မူတဲ့ဒေသနာတော်ဆုံးမှာမက်ကဖလအမတပါဏံမက်ဖို့တိဟုသောအမြတ်ရေကိုမိဝိသူပကဗြဟ္မာကြီးနဲ့တကဝဗြဟ္မာပေါင်း7,400တို့သည်ကောင်းစွာမသွေသောဆိုတော်မူကြလေကုန်မည်တကားဘေးသားရဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ပကဗြဟ္မာကြီးကိုဗာတရားဟောတော်သောသစ္စာ၄ပါးတရားဗာတရားလေအဲ့ဒီသစ္စာ၄ပါးတရားကပြန်ပြောမယ်နံပါတ်1ကဒုက္ခသစ္စာဗာသစ္စာဒုက္ခသစ္စာဆိုတာဘာပြောလဲဒီခန္ဓာရဲ့အပြစ်ကိုမြင်အောင်ကြည့်ခိုင်းတာဩဒီခန္ဓာကိုယ်ကြီးကနေတိုင်းဖိလိမ်ပြင်းရှင်းဘယ်လိုပင်ပြုပြင်ဆိုတနေ့ကျဩနာတိဒုက္ခဗေဒိနဲ့တွေ့မယ်ဒီဘဝရဲ့အပြစ်ကိုမြင်အောင်ကြည့်ဒုက္ခသစ္စာဣဒံခောပါဏဘိက္ခွေဒုက္ခအရိယသစ္စာဇာတိပိဒုက္ခဓမ္မစကြာမမြတ်စွာဘုရားကဟောသည်အဲ့တော့ဘုန်းကြီးစိတ်ကူးတဲ့ရှင်းနေဝါတွင်ဧဘာတရားဟောကောင်းမလဲဓမ္မစကြာတရားဟောကောင်းမလားပိဿသမုပ္ပါတရားဟောကောင်းမလားကောင်းမလားကောင်းမလားတော့စဉ်းစားနေတာအဲဒီဓမ္မစကြာတရားဟောရင်လည်းဓမ္မစကြာကအရှိကြီးဆိုတော့ဒီဆိုင်ရဝတ္ထုတွေဇလန်းတွေထဲမှာပရိသတ်ကစိတ်ဝင်စားမှာဆိုင်ရဝတ္ထုဇလန်းမထဲဘဲနဲ့ဒုက္ခသစ္စာကဘယ်လိုသမုဒိယကဘယ်လိုနေလဲနောက်ကလည်းငါဘုန်းကြီးတွေဘာတွေဟောတော့မသိဘူးတခါလဲဒီသစ္စာတွေပဲပြောတာလာမှလည်းကြောက်ရသေးတယ်အခုတော့အောင်ခြင်း7ပါးမှာဒီနေ့တောင်နောက်ဆုံးအောင်ခြင်းဆိုတော့သစ္စာစိုက်အောင်ဟောရတာ။ဘာစိုက်အောင်ဟောရတာ။အဲ့တော့တို့မှပိဋကသစ္စာ4ပါးသစ္စာဘာနှပါလဲ။ဒုက္ခသမုဒယនិရောဓမက္ခ။ဘာလဲလဲဒုက္ခသမုဒယនិရောဓမက္ခအဲ့ဒါကိုဘိန်းတို့ပိဋကမြန်မာလိုပြန်လိုက်လို့ချင်းသိပယ်ဆိုင်ပွား။ဘာလဲလဲအေးသိအောင်လုပ်တဲ့။ဘာသိအောင်ဒုက္ခသိအောင်လုပ်။ဘာသိအောင်လုပ်ရမလဲ။အဲ့ဒါဒုက္ခသစ္စာကိုပိုင်းခြားသိအောင်လုပ်ပဲတဲ့သမုဒယတဏှာလောဘကိုပဲတဲ့အဲ့တော့သူဝိပဿနာဉာဏ်အထုတ်တဲ့အခါမှာယောဂီကသူ့အတူဉာဏ်ထဲမှာသူ့အတူထင်းလာရှင်းလာဘယ်လိုထင်းလာရှင်းလာတော့ဆိုတော့ဩဒီခန္ဓာကိုယ်ကြီးကရှုရင်းရှုနေတော့ကြောင့်ဟိုနာကဖြုတ်ခနဲ့ဒီနာကပြတ်ခနဲ့ဟိုနာကပြုတ်ထွက်ဒီနာကဟာမောရိုးရွာတွေဖြစ်ခန္ဓာကိုယ်ကြီးကအမျိုးမျိုးအထဲမှာဒုက္ခသစ္စာတွေပြတော့ပြရင်နဲ့ဘယ်လိုဖြစ်လာတော့ဆိုတော့ဉာဏ်ထဲမှာဒီခန္ဓာဘာကြောင့်ရတာလဲတဏှာလောဘသမုဒယတဲ့ဒီဘဝကိုတွေ့တာနဲ့ဘဝတဏှာကြောင့်ရခဲ့တာပဲဒီတဏှာကိုပယ်ရတဏှာကိုဗါတယ်လေသိပယ်ဗါတယ်လေပရိသတ်သိဆိုတာဗါလဲဒုက္ခသိအောင်လို့သိဆိုတာဗါတယ်လေဒုက္ခသိအောင်လို့ဆိုတော့ဒီမှာပြောမယ်ခွေးကိုထုံးနဲ့သွားရရင်ခွေးကမအော်ဘူးလားသူနာလို့အော်တာဘာလို့အော်တာလဲနာတာဒုက္ခနာတာဗါလဲအဲ့ဒီဒုက္ခတော့ခွေးတောင်သိတယ်သိလားမသိဘူးလားသိတာမို့အဲ့ဒီဒုက္ခမျိုးပြောတာမဟုတ်ဘူးဉာဏ်နဲ့ကြည့်ရမှာဘာနဲ့ကြည့်ရမှာလဲဝိပဿနာဉာဏ်နဲ့ဒီခန္ဓာကိုဘယ်လိုဒုက္ခတွေဖြစ်နေတုံးဆိုတာကိုဘာနဲ့ကြည့်ရမှာလဲအေးဘာညာတော့ဝိပဿနာဉာဏ်ဘာညာလဲပရိသတ်ဝိပဿနာဉာဏ်တနည်းပြောသမာဓိဋ္ဌိခေါ်တယ်ဝိပဿနာဉာဏ်နဲ့ကြည့်ရမှာဒီခန္ဓာကိုအဲကြောင့်ဝိပဿနာတရားအားလို့ဝိပဿနာတရားဒါပြောနေတာခန္ဓာဒုက္ခမြင်အောင်ကြည့်ခန္ဓာဒုက္ခမြင်တော့ဒီခန္ဓာကိုမလိုချင်တော့ဘူးမလိုချင်တော့တဏှာသမုဒယကိုပယ်တာသိပယ်ဘာလဲပရိသတ်သိပယ်ဆိုင်ပွားဘွဲကဘာလဲဆိုင်ဆိုတာនិရောဓသစ္စာဆိုင်ဆိုတာဘာလဲနိဗ္ဗာန်ကိုဆိုက်ရောက်မယ်မျက်မှောက်ပြုမယ်တဲ့ဘယ်လိုလုံးမလဲပွားမှာတဲ့ဘယ်လိုလုံးမလဲပွားတာဘာကိုပွားမလဲတမဒိဋ္ဌိတမသင်္ကပ္ပတမဝါစာတမကမ္မနာတမအာဇီဝတမသတိတမသမာဓိမဂ်ကင်၈ပါးမဂ်ကင်ဘယ်နှပါလဲမဂ်ကင်၈ပါးပွားများရင်ဆိုက်မယ်နိဗ္ဗာန်ကိုစိုက်တာនិရောဓသစ္စာနိဗ္ဗာန်စိုက်တာပါလေပွားတာကမဂ္ဂသစ္စာပွားတာကပါလေမဂ္ဂသစ္စာအဲ့တော့ဒီမှာတို့ပြောမယ်ဝိပဿနာတရားအားထုတ်နေရင်မဂ်ကင်၈ပါးလုံးနဲ့ပြည့်စုံတယ်တဲ့သတိပဋ္ဌာန်တရားအားထုတ်နေမဂ်ကင်၈ပါးလုံးပြည့်စုံတယ်တဲ့ဆိုတော့တရားထိုင်လိုက်တဲ့နဲ့ပိဋကဒုက္ခသစ္စာကိုမြင်အောင်ကြည့်ရမယ်ခုနကတော့သမုဒယသစ္စာကိုပယ်ရမယ်မဂ္ဂသစ္စာကိုရှုပွားနေရမယ်စိုက်မှာကនិရောဓသစ္စာစိုက်မှာကဘာသစ္စာအဲ့တော့ဘုန်းကြီးတို့သာသနာအစဒီမဂ်ကင်၈ပါးတရားသစ္စာတရားနဲ့မြတ်စွာဘုရားကသာသနာတော်ကြီးကိုစခဲ့တာအဲ့တော့ဘုန်းကြီးတို့တွေကတော့မလေးဒီနေ့သာသနာတော်ကြီးနဲ့တွေ့တဲ့အချိန်ကာလမှာသာသနာနဲ့လည်းတွေ့နေတဲ့သာသနာဆိုတာအဆုံးအမသာသနာဆိုတာဘာလဲအဆုံးအမဘာလဲအဆုံးထိအောင်မဘယ်ထိအောင်မလဲ
အဆုံးထိအောင်မမှာတဲ့အဲ့ဒါဘုရားကတော့အဆုံးထိအောင်မသွားတာပဲဘုန်းကြီးတို့ကမြတ်စွာဘုရားအဆုံးမအောက်မှာရောက်နေတဲ့ပုဂ္ဂိုလ်တွေကအဆုံးထိမဖို့လို့ဘာလို့ရမလဲဝိပဿနာအားထုတ်ဘာလို့ရမလဲဝိပဿနာတရားအားထုတ်မှဒုက္ခကိုဒုက္ခမှသိမယ်သမုဒယကိုပယ်နိုင်မယ်မေဃကိုပွားနိုင်မယ်နိရောဓကိုမျက်မှောက်ပြုနိုင်မယ်တဲ့အဲ့တော့တိုးတိုးချင်းချင်းလူရင်းပြောအောင်ပြည့်တဲ့ဝိပဿနာတရားအားထုတ်ရင်တော့ခုနတော့ကပြောတဲ့သစ္စာ၄ပါးကိုသိနိုင်ပါတယ်ဝိပဿနာတရားအားမထုတ်ရင်တော့အဲ့ဒါသစ္စာ၄ပါးကိုမသိနိုင်ဘူးတဲ့အဲ့ဒါသစ္စာသိကြရင်တရားအားထုတ်သစ္စာသိကြရင်ဘာလို့ဘဝရဲ့အပြစ်တွေကိုမြင်အောင်ကြည့်မြတ်စွာဘုရားကဟိုဘကဇမကြီးကဘဝမြဲတယ်သူတို့ထင်းနေတာအဲ့ဒါကိုဘုရားကဒီမှာသစ္စာ၄ပါးအထွတ်တက်ပြီးတော့ဟောလိုက်တဲ့အခါမှာမက္ကဖလအမတပါဏံပိဝိသူတဲ့အဲ့ဒါဘကဇမကြီးနဲ့တည်းကအလုံးဇမအပေါင်းတို့ဒီမဲညံဘုံညံကိုရသွားတယ်။ဘာညံဘုံညံကိုရမဲညာဘုံညာရလို့အဲ့ဒါဘကရဲ့အောင်ခြင်းဘကပြမအောင်တော်မူပြီးဒီနောက်မှာမြတ်စွာဘုရားဒီပရိသတ်၏ဥက္ကဋ္ဌမြို့အင်းင်းတော်ကိုပြန်ကြွလာပါတယ်တဲ့။ကဲအောင်ခြင်း၈ပါးတရားပြီးပါပြီ။ကဲဆိုလိုက်တော့ပရိသတ်၏ဘကမိညာမတ္တပြမတောက်ပါတကိုလွန်ဖြိုးဝေစာစည်းစိမ်ခြင်းမူအထူးသာယာသူစိတ်ထဲဒါပဲပြီးခေမှာအယူမောင်မဖောက်ပြပြန်မှာသင်္ခါရလမ်းမျောမှန်းစေရာရှစ်ပုံပြည့်နီးအပြီးသေးချာဓမ္မောဇာဟောပြမြတ်ဗုဒ္ဓရှေ့နောက်အရေးထောက်သွေးမျောကသင်္ခါရလမ်းဖြောက်တန်းပေါ်လာမာရဝန်ချပကပြမအခေါင်နေအောင်ခြင်းမင်္ဂလာဗျမညစ်မျိုးဖြတ်ချိုးအောင်မြင်ဘုံတော်ရောက်လျံအောင်မှန်သခင်လက်စုံမို့လို့ရှိခိုးဥတင်အောင်စေကြောင်းဆုတောင်းပနာရှင်မာရယခံကသံသောရံစိန်သမနိသသစ္စကံနာဂံဗကံစီနောစီနိဟောတုမေသယမင်္ဂလံဗျမအဝိဇ္ဇာပိတ်ခါမိလို့မိစ္ဆာဒိဋ္ဌိအယူဝါဒတွေနဲ့သူလာကစဆာပြီးတော့ဓမ္မနီးမဟုတ်တာတွေကိုပု္ပ္ပာဒုက္ခ၌ညင်းလျက်မိုးနှစ်ပါးဝလာအတွင်းမှာတကုဇံတွေကဘာချင်းအောင်တဘာလင်းနေတဲ့ပကဗြဟ္မာမင်းကြီးကိုလည်းပဲဇိနောဇယံလဲပြင်းမှာဆင်သွားသလိုထင်ရှားစွာအဖြစ်မှန်ပေါ်နေတဲ့ရွှေညံတော်ဒီဟုသောတရားဓမ္မဖြင့်ဖယားကနိုင်ပြီပရိသတ်ရဲ့ဖယားကပိုင်ပြီတို့ဘုရားကပင်အောင်မြင်တော်မူခဲ့ပါပေသတည်းသောထိုရှိအောင်သောမိုက်ကောင်းတသင်းကိုဖြင့်ဇယိုင်မောင်ခွင်ကအောင်ကြီးသို့ရောက်တော်မူညာရှင်တော်မြတ်ဘုရားသည်မေမြတ်နေဘူးအောင်မန်းကိုဆွဆွကလက်လန်း၍ကြိုးပန်းကအာသာကြီးဖြင့်ရှာမိကနေကြသို့ကျွန်ုပ်အားဇယမင်္ဂလံအောင်အကျိုးဝေဖြာအောင်တကူအာနာနှင့်အောင်စေရအထက်တာတောင်းခေမကလောက်အောင်အသိမင်္ဂလာကိုဝါယံဘယကိုလည်းအောင်မန္တနာကိုလည်းအောင်တန်တရားကိုလည်းအောင်ထောင်ရောင်နေလင်းဖြားလည်းအမောက်မောင်နေခွင်းရှာတဲ့အောင်ခြင်းဆိုတဲ့အောင်မင်္ဂလာလတ်တော်ကြီးကိုဒေတုသာတော်ရာဟုပမာပြု၍
ကရုဏာဖုံးအောင်သံချုံငါရွှင်ပြုံးကြည်သာပေသနာတော်မူပါအောင်တော်မူရှင်မြတ်ကြီးဖရာ